တောင်ပေါ်ဒေသတစ်ခုစီကမိန်းကလေးတယောက်ကျောင်းလာခမပေးနိုင်လို့ကျွန်တော်6နှစ်တိုင်ဘာကျိုးမျက်မှမမျောကိုပဲအခမဲ့ထောက်ပံ့ပေးခဲ့ပါတယ်။ကျောင်းလာခအတွက်မပူနဲ့အကုန်ပေးမယ်။အလေတန်းကနေတက်ကတ်တူအထိလမ်းကင်းပေးခဲ့တာပါ။ဒုတိယနှစ်ယောက်တော့သူကကျွန်တော်စီကနေနောက်ဆုံးပေါ် iPhone တောင်းပါတယ်။ကျွန်တော်ဝယ်မပေးခဲ့ပါဘူး။အဲ့ဒါကိုသူကချက်ချင်းပဲအချင်းပြတ်မီဒီယာတွေနဲ့ပူးပေါင်းပြီးကျွန်တော်ကိုလောက်ကျန်ပုတ်ခတ်တော့တာပါပဲ။ကျွန်တော်ကလူတန်းထောက်ပံ့နေဆိုတဲ့ခေါင်းစဉ်အောက်ကနေသူ့အပေါ်မတမာတဲ့စိတ်နဲ့ကြံစည်နေပါတယ်ဆိုပြီးလောက်ကျန်ပြောဆိုခဲ့လို့ကျွန်တော်တနိုင်ငံလုံးရဲ့ online တိုက်ခိုက်မှုကိုခံခဲ့ရပြီးကုမ္ပဏီပါဒေဝါလီခံရမလို့ဖြစ်ခဲ့ရပါတယ်။ကျမစီးပွားရေးအရာခြေထောက်ပေါ်ခေါင်းချနိုင်တဲ့အထိထောက်ပံ့ပေးမယ်လို့ကတိပေးထားပြီးတော့ဖုန်းတစ်လုံးလေးတောင်ဝယ်မပေးနိုင်ဘဲနဲ့ရှင်ဘာပရဟိတတွေလာလုပ်နေတာလေ။သူကအဲ့လိုပြောခဲ့သေးတာပါ။တနည်းအကြာမှာတော့သူတက်ကတ်သူကနေအထုတ်ခံလိုက်ရပါတယ်။အလုပ်လျှောက်တော့လဲနေရာတိုင်းမှာအငင်းခံရတော့မှကျွန်တော်ကုမ္ပဏီတကားဝမှာငိုယိုပြီးဒူးထောက်တောင်းမှန်ရှာပါတယ်။လင်းစင်ကျမကိုတစ်ချိန်လောက်ပဲဖြစ်ဖြစ်ပြန်ကူညီပေးပါ။အခုငါကတနိုင်ငံလုံးတည်နေတဲ့အကျင့်ပြတ်တဲ့တတိဖြစ်နေပြီ။မင်းတေရှင်းငါနဲ့ပါဆိုင်လို့လဲ။လင်းစင်ရှင်ကျမအပေါ်ဘလို့လို့ဒီလိုမျိုးရက်ဆက်နိုင်ရတာလဲ။အစတုန်းကတော့ကျမရဲ့တသက်တာလုံးအေးအေးချမ်းချမ်းနေနိုင်အောင်ကာကွယ်ပေးမယ်လို့တေချာကတိပေးခဲ့ပြီးတော့အခုကျမဘာလို့ဒီလောက်တောင်အေးဆက်စိမ်းကားသွားရတာလဲ။ရှင်ကကျမကိုတကယ်ပဲရဲဆက်ပစ်ပေးလိုက်တာပဲ။ဇလန်းရဲ့အစကဒီလိုဗျာလွန်ခဲ့တဲ့6နှစ်ကကျွန်တော်ဝေးလံခေါင်တည်တဲ့တောင်ပေါ်ဒေသတစ်ခုစီပရဟိတသွားလုပ်ခဲ့ပါတယ်။တောင်ကုန်းအလဲကအခြေခံပညာအထက်တန်းကျောင်းခွဲလေးကတကယ်ကိုအိုဟောင်းပျက်စီးနေတာပေါ့။ကလေးတွေခမအဝတ်စားပပလေးတွေပဲဝတ်ထားကြရပြီးမျက်နှာတွေနှာခေါင်းတွေနီးရဲအောင်ချမ်းနေရှာတာတောင်ခဲတံတိုလေးတွေကိုကြစ်ပါအောင်စုပ်ပြီးတောင်တန်းတွေရဲ့အပြင်ဘက်ကကဘာကြီးကိုမျောလင်းတကြီးစိုက်ကြည့်နေတဲ့သူတို့ရဲ့မျက်ဝန်းတွေကတောက်ပနေတော့မှာပဲ။အဲ့ဒီကလေးတွေထဲမှာနှောင်းဆောင်ဥယာတီရဲ့အိမ်တံအောက်မှာပေါက်ပြဲနေတဲ့ဖက်နှက်စုပ်ကိုဝတ်ထားတဲ့စုမြတ်ကပို့ပြီးတော့အမြင်အာရုံကိုဆွဲဆောင်နေခဲ့ပါတယ်။သူခမဆင်းရဲလုံးလို့ကြောင်းထွက်ပြီးယောက်ျားယူရတော့မှာပါ။သူ့မောင်လေးအတွက်တောင်းရမဲ့တင်တောင်းကြီးအတွက်ဈေးခံရတော့မယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာကျွန်တော်ရင်ထဲဆုတ်တက်သွားခဲ့ပါတယ်။အဲ့ဒီနေရာတင်ချက်ချင်းပဲသူ့ကိုတက်ကတူအထိကျောင်းစည်းအကုန်စင်ထောက်ပံ့ပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်သူ့ကိုညီမအရင်တယောက်လိုသဘောထားပြီးပွဲလန်းတပင်ရုံးပိရက်တွေဆိုရင်အဝတ်စားတွေနဲ့အာဟာရတော့ဖြစ်ဆွတ်စာတွေအမြဲပို့ပေးခဲ့ပါတယ်။သူအမှတ်မီလို့တက်ကတူကြီးကိုအောင်မြင်စွာတက်ခွင့်ရတဲ့နေ့မှာကျွန်တော်ကစီးပွားရေးလုပ်ငန်းတွေကိုတော့ခဏပေးဖယ်ထားပြီးသူ့ကိုမြို့ပေါ်ခေါ်သွားကဂုဏ်ပြုကျွေးမွေးခဲ့ပါသေးတယ်။ပြီးတော့သူ့ကိုတေချာကတိတစ်ခုပေးခဲ့ပါတယ်။ညီမလေးကျောင်းပြီးရင်အကိုကုမ္ပဏီမှာလာလုပ်ပါ။အဲ့ဒီအချိန်ကျရင်မိမိကိုယ်ပိုင်အရေးချင်းနဲ့ပိုက်ဆံရှာနိုင်လိမ့်မယ်။အဲ့ဒါမှတကယ်ဘဝကိုပြောင်းလဲနိုင်လား။ဒါပေမဲ့သူတက်ကတူတက်ပြီးရဲ့နောက်ပိုင်းမျိုးကြီးပြကြီးရဲ့ရက်ပေါ်လော်လီမှုတွေကသူ့ရဲ့မျက်စိကိုကွယ်စေခဲ့ပါတယ်။အစပိုင်းမှာတော့သူကရိတ်ခမ်းတန်ဖန်းနဲ့ရာကနန်းတန်တစိပ်ပါနှက်ခမ်းတွေတောင်းပါတယ်။နောက်ပိုင်းတော့ထောင်ကနန်းတန်နဲ့တက်ပလက်တွေတောင်းလာပါတယ်။ကျွန်တော်ကလည်းသူ့ကိုအားပေးတဲ့အနေနဲ့ဖြစ်နိုင်သမျှဖြည့်ဆည်းပေးခဲ့ပါတယ်။ဒုတိယနှစ်ယောက်တဲ့အထိပေါ့။သူကကျွန်တော်စီကိုနောက်ဆုံးပေါ်အမြင့်ဆုံးမော်တဲ့ iPhone ရဲ့ပုံပို့လာပြီးရွှန်ငွေ1000ကျော်တန်တဲ့ဖုန်းကိုတန်းတောင်းတော့တာပါပဲ။ကျွန်တော်မျက်မှောင်ကျုံမိသွားပြီးသူ့ရဲ့ဒီလိုအပြိုင်ဆိုင်လောဘကြီးလာတဲ့အလေးထားကမကောင်းဘူးလို့ခံစားလိုက်ရပါတယ်။ဒါကြောင့်သူ့ကိုလိမ္မာပါနဲ့စွာနဲ့ညှင်းပယ်ခဲ့ပြီး WeChat ကနေတဆင့်စေတနာရှိထားလို့ဆုံးမစကားပြောခဲ့ပါတယ်။စာတင်ကြားရေးမှာပဲစိတ်နှစ်ထားဖို့အပေါ်ရန်ကုန်ပကာသနာတွေနောက်ကိုမျက်ကမ်းမိတ်မလိုက်ဖို့ဆုံးမပေးခဲ့တာပေါ့။အဲ့ဒီတုန်းကသူကဟုတ်ကဲ့သိပါပြီအဲ့လိုပဲပြန်ပြောခဲ့လို့သူနားထောင်သွားပြီလို့ကျွန်တော်ထင်ခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီညှင်းပယ်မှုတစ်ခုကကျွန်တော်ရဲ့အိမ်မဆိုးစာဖြစ်လာလိမ့်မယ်လို့မထင်ထားမိခဲ့ပါဘူး၃ရက်ကြာမှတော့ကျွန်တော်ကုမ္ပဏီမှာအစည်းအဝေးလုပ်နေတော့အကူဝန်ထမ်းကရုတ်တရက်ပြတလဲတကားတုံးဖွင့်ဝင်လာပြီးလင်းစင်မကောင်းတော့ဘူးရှင့်အကြောင်းသတင်းကောင်းစင်ပေါ်ရောက်နေပြီဗီဒီယိုထဲမှာစုမြတ်က follower တန်းချီရှိတဲ့တရားမျှတမှုအကိုကြီးဆိုတဲ့နာမည်ကြီး blogger တယောက်ရဲ့ကင်မရာရှိမှာဘယ်ကနေရမှန်းမသိတဲ့ဖုန်းစုပ်လေးတစ်လုံးကိုတုံရင်နဲ့ထုတ်ပြပြီးမျက်ရည်ဆက်လက်နဲ့ငိုယိုကပြောနေတာကလင်းစင်ကအားလုံးထင်ထားသလိုမျိုးစိတ်နှလုံးကောင်းရှိတဲ့စီးပွားရေးလုပ်ငန်းရှင်မဟုတ်ပါဘူးကျမကအစကကိစ္စတွေကိုအကြီးအကျယ်မဖြစ်စေချင်ပါဘူးဒါပေမဲ့ဒီဖုန်းကတကယ်ကိုဖုန်းခေါ်လို့တော့မရတော့တာပါကျမတော်တဲ့ကမိဘတွေနဲ့တောင်အဆက်အသွယ်ပြတ်နေတာကြပါပြီသူအစတုန်းကနှုတ်ကနေတဖွက်ဖွက်ပြောခဲ့တာကကျမစီးပွားရေးအရာခြေထောက်ပေါ်ရက်တည်နိုင်တဲ့အထိထောက်ပံ့ပေးမယ်ဆိုပြီးတော့အခုကျတော့ကျမသူ့ကိုဘယ်လောက်တောင်တောင်းပန်ခဲ့ရလဲသုံးလို့ရတဲ့ဖုန်းတစ်လုံးလေးတောင်သူကလဲမပေးချင်ဘူးပြီးတော့သူကရဲတိုင်တဲ့အကြောင်းပြောပါတယ်အကြောက်လွန်နေတဲ့တမင်လေးတစ်ကောင်လိုလက်မောင်းနှစ်ဖက်ကိုတုံရင်လုပ်ပြပြီးသူကပရဟိတအတူတွေလုပ်နေတာသူကထောက်ပံ့တဲ့ပတ်စံတွေကိုတုံးပြီးကျမကိုအနိုင်ကျင့်လှည့်စားတယ်ကျမကသူ့ကျေးဇူးကြောင့်စားရတော့ရဝေးရတာမို့လို့သူ့စကားကိုအကုန်နားထောင်ရမယ်လို့ပြောတယ်ပြီးတော့သူကျမကိုတယောက်တည်းတွေ့တဲ့အချိန်တိုင်းမှာကြည့်တဲ့မျက်လုံးတွေကအရန်ထူးဆန်းတယ်ကျမကိုလိမ်မာဖို့ပြီးတော့တခြားအရာတွေနဲ့လဲလှယ်ပြီးမှထောက်ပံ့မှုကိုယူရမယ်လို့အရေးအမြတ်ပြောလေးရှိတယ်ကျမတကယ်ကိုကြောက်ပါတယ်ကျမကအေးအေးချမ်းချမ်းပဲစာတင်ခြင်းုံတင်ပါသူ့ရဲ့ပြောင်မြောက်လာတဲ့တရုပ်ဆောင်ချက်တွေနဲ့အတူတက်တည်ဆိုတာတွေကိုပြသလာပါတယ်ကျွန်တော်ရဲ့ profile ပုံကိုဝေဝါအောင်လုပ်ထားပေမဲ့မိသူမျိုးဝါဖြစ်ကြောင်းသိတာနေတဲ့ WeChat အကောင့်ပုံရိပ်တွေကျွန်တော်ဖုန်းဝယ်မပေးနိုင်ကြောင်းအတိလေးညင်းပယ်ထားတဲ့စာတူတွေနောက်ပြီးမယိုးမသားဖြစ်ညက်ကလုပ်ထားတဲ့အတန်ဖိုင်တိုတိုလေးတွေအထိပါပါတယ်အားလုံးကြည့်ကြပါဦးဒီကောင်မလေးဘလောက်တနာဖို့ကောင်းလဲလင်းစင်လိုလူတန်းထောက်ပံ့နေဆိုတဲ့ခေါင်းစဉ်နဲ့မတမာတဲ့စိတ်နဲ့ကြံစီနေတဲ့အကျင့်ပြတ်စီးပွားရေးသမားကို online ပေါ်ကနေလုံးဝပိတ်ဆို့ဖျက်ဆီးပြရမယ်ဗီဒီယိုတွေကတရားမျှတမှုအကိုကြီးရဲ့ဖြောင့်မတ်ဟန်ဆောင်ထားတဲ့ရုပ်စင်နဲ့စုမြတ်ရဲ့မျက်ရည်ဆက်လက်နဲ့လောက်ကျန်တိုင်တန်းချက်တွေကိုကြည့်ရင်ကျွန်တော်ဒီနှစ်တွေထဲမှာသူ့ရဲ့ကြောင်းလက်ခါတွေအာဟာရတော့ဖြစ်ဆွတ်စာတွေအတွက်သုံးစွဲခဲ့ရတဲ့ငွေတွေကိုပြန်တွေးမိပါတယ်သူ့ရဲ့အနာဂတ်ကိုစီမံပေးဖို့အတွက်ကျွန်တော်ညနေတကောင်အထိအေးအေးပြက်ခံခဲ့ရတာတွေကိုမြင်အောင်မိပါတယ်ဒါဟာတကယ်ကိုကောင်းကင်ကြီးပြိုကျမှတ်တဲ့မတရားလောက်ကျန်ဆွဆွဲခံရခြင်းပါပဲကျွန်တော်ကသူ့ကိုယွန်း1000ကျော်တန်တဲ့ iPhone ဝယ်မပေးဘဲညင်းခဲ့တာပဲရှိတာပါဒါပေမဲ့လာစင်ဘယ်တော့မှမပြတ်ကွက်ပဲလွှဲပေးနေကြထောက်ပံ့ကြေးစားစရိတ်ယွန်း9000ကိုကြတော့သူဘာလို့တလုံးမှထည့်မပြောတာလဲဒီအချိန်မှာတော့လူထုရဲ့ဝေဖန်ပြစ်တင်တန်တွေကလုံးဝထိမ့်မနိုင်သိမ့်မရအောင်ပောက်ကွဲကုန်ပါပြီဒေါသထွက်နေတဲ့အင်တာနက်အသုံးပြုသူတွေကကျွန်တော်ရဲ့ကိုယ်ရေးအချက်လက်တွေကိုစုံစမ်းဖော်ထုတ်ကြပါတယ်ကျွန်တော်ရဲ့ကုမ္ပဏီလည်းတနိုင်ငံလုံးရဲ့တပိတ်မှောက်မှုကိုခံလိုက်ရပါတယ်ဖောက်တယ်ဝန်ဆောင်မှုဖုန်းလိုင်းတွေဆိုရင်ဒေါသနဲ့အော်ဟစ်နေတဲ့လူတွေကြောင့်ဖုန်းလိုင်းတွေပွင့်ထွက်မတက်ဖြစ်ခဲ့ရပါတယ်မကြခင်စာချုပ်ချုပ်တော့မဲ့ဖောက်တယ်ကြီးအချို့ကလည်းပြဿနာတွေပါမလာချင်တာကြောင့်စာချုပ်ဖျက်သိမ်းဖို့ပြက်ပြက်တတတောင်းဆိုလာကြပါတယ်အဲ့ဒီအချိန်မှာကုန်ထုတ်လုပ်မှုလိုင်းကိုတိုးချဲ့နေပြီးငွေကြေးစီးဆင်းမှုကြက်တဲနေတဲ့ကျွန်တော်အတွက်တော့ဒါဟာတကယ်ကိုအသက်ပြောက်မတက်အကြီးမားဆုံးကပ်ပေးတစ်ခုပဲပို့ပြီးအသက်ရှူကျက်စရာကောင်းတာက
ဒီလိုအပြတ်သဘောဆောင်တဲ့သတင်းဆိုးတွေကြောင့်တန်ကပါကုမ္ပဏီရဲ့ချင်းငွေတွေကိုချက်ချင်းဖြတ်တောက်လိုက်တာပဲကျွန်တော်ရုံးခန်းထဲကတတိထိုင်ကုန်ပေါ်မှာအားရင်ကုန်ခန်းစွာမိထိုင်ရင်လက်ထဲမှာတော့အေးဆက်ဆက်နိုင်လာတဲ့စာချုပ်ဖြတ်သိမ်းလွှာတွေကိုတစ်စောင်းပြီးတစ်စောင်းစုပ်ကင်ထားမိတယ်ကုမ္ပဏီအောက်မှာစုဝေးနေတဲ့လူအုပ်ကြီးကဆိုင်းဘုတ်တွေကင်ပြီး ပရဟိတအတူလုံးနေရဲ့အကျင့်ပျက်စီးဝါရေးသမားကြဆုံးပါစေ အဲ့လိုအော်ဟစ်နေတဲ့အတန်တွေကိုကြားရတော့ရင်ထဲမှာအတိုင်းမသိဝမ်းနဲ့ကြေကွဲမိပါတယ်ကျွန်တော်ဘာမှတွေးမနေတော့ပဲစူးမြတ်တက်နေတဲ့တက်ကတ်တူစီကိုကားမောင်းပြီးတန်းသွားလိုက်ပါတယ်ကျောင်းတကောက်ဝမှာနိုင်ပေါင်းများစွာအသေးအတန်ဆောင်ဆိုင်ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာပြင်ဆင်ချေတတ်ပြီးလှပတောက်ပြောင်နေတဲ့စူးမြတ်ကိုတွေ့လိုက်ရပါတယ်သူကဈေးကြီးတဲ့ Ogri နဲ့အိတ်ကိုလွှဲထားပြီးလက်ထဲမှာတော့နောက်ဆုံးပေါ် iPhone ကြီးကိုကင်လို့တယောက်ယောက်စီအတန်ဖိုင်ပို့နေတာပါမျက်နှာကတွေးအောင်ချဲပြီးရှင်းပြနေတာပါပဲဗီဒီယိုထဲမှာငွေချင်းချပြီးတေလိုမတက်ဖြစ်နေတဲ့တနာစရာမင်းကလေးနဲ့ဘာမှမဆိုင်တော့ပါဘူးကျွန်တော်ခြေလမ်းကျဲကြီးတွေနဲ့ပြေးသွားပြီးသူ့ရှိကနေပိတ်ရက်လိုက်ပါတယ်ပြီးတော့မျက်လုံးတွေနီးရဲလျက်နဲ့ဒေါသတကြီးမိလိုက်တယ် ငါမင်းကို6နှစ်တိတိထောက်ပံ့ခဲ့တာအခုမင်းကြောင့်ငါကုမ္ပဏီတန်းနေချီပြီးဆုံးရှုံးနေတာနေပြီးမင်းဘာလို့ဒီလိုလုပ်ရတာလဲ စူးမြတ်ကကျွန်တော်ကိုစောင်းနေကြည့်ပြီး ရှင်ကပဲအဲ့ဒီ iPhone ကိုဝယ်မပေးတာကိုကျမရှင်ကိုပြပြတယ်လေတောင်းပန်ခဲ့ရတာတော့ရှင်ကဘာတရားတွေလာဟောနေတာလဲ ငါမင်းကိုဖုံးဝယ်မပေးတာပဲရှိတာဒါပေမဲ့လာတိုင်းဘယ်တော့မှမပြတ်လွှဲပေးနေတဲ့စားစရိတ်ရွံ9000ကမင်းဒီเจ้าမှာကောင်းကောင်းမွန်မွန်နေထိုင်စားတော့ဖို့မလုံလောက်ဘူးလား 9000ဆိုတဲ့ပတ်စံအမောက်လေးကလေအခုချိန်မှာကျမအတွက်လူတော်တိုးမဲ့အဝယ်စားနှစ်ထည်ဝယ်ဖို့တော့မလောက်ဘူး သူ့ရဲ့ဒီလိုအရှက်မရှိတဲ့မျက်နှာပေးကိုကြည့်ပြီးကျွန်တော်တကူလုံးတုံရင်လာတဲ့အထိဒေါသထွက်မိတယ်ပြန်လဲချေပဖို့ပြင်လိုက်စင်ပါပဲသူကရုတ်တရက်လက်ကိုဆန့်ပြီးသူ့တေးသေးချာချာပြင်ဆင်ထားတဲ့စပင်တွေကိုဖျို့ဖျဲဖြစ်အောင်ဆွဲဖောက်ပစ်လိုက်ပါတယ်ပြီးတော့သူ့အင်ဂျီကော်လန်ကိုလည်းအားနဲ့ဆွဲဖျက်ပစ်လိုက်ပါသေးတယ်အဲ့ဒီနောက်မှာခြေထောက်နှစ်ဖက်ပြော့ခွေသွားဟန်နဲ့ဖုန်းကနေမြေကြီးပေါ်ထိုင်ချပစ်လိုက်ပြီး ကဲကြပါဦးရှင်အားလုံးပဲလာပြီးတရားစီရင်ပေးကြပါဦးအွန်လိုင်းပေါ်ကပရဟိတအတူလုပ်တဲ့လူယုံမာကသူပဲသူကကျမကိုစိတ်ပိုင်းဆိုင်ရာအရာလှည့်စားယုံတယ်မကဘူးအခုကြောင်းထိလိုက်လာပြီးကျမကိုမတရားကျင့်ဖို့ကြံစီနေတာကျမမလိုက်ဘူးရှင်ကျမကိုထပ်ပြီးချင်းချောက်နေမယ်ဆိုရင်ကျမကိုအသေးတက်လိုက်တာနဲ့တူတူပဲ သူ့ရဲ့ပြောင်မြောက်လာတဲ့တရုပ်ဆောင်ချက်နဲ့ဆူဆူဝါဝါအော်ဟစ်ငူယူတန်တွေကြောင့်လူအုပ်ကြီးကချက်ချင်းဝိုင်းအောင်လာပြီးကျွန်တော်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ် ဒီတက်သေးကအတင်ရဲလာကြည်လားကြောင်းထိလာပြီးကြောင်းသူလေးကိုအနိုင်ကျင့်ရဲတယ်ပေါ့ လူယုံမာကြီးမြေကြီးပေါ်ဒူးထောက်ဆန်းအားလုံးပဲဒီကောင်မလေးကိုဝိုင်းကူညီကြပါအောင် လူအပေါင်းရဲ့လက်ညှိုးထိုးဝိုင်းပယ်ခြင်းကိုခံနေရတဲ့ကျွန်တော်ရဲ့ရှင်းလင်းချက်တွေကတကယ်ကိုအားနည်းလုံးနေခဲ့ပြီးလူအုပ်ကြီးရဲ့ဆဲဆူတန်တွေကြားထဲမှာခဏချင်းပဲပျောက်ကွယ်သွားခဲ့ရပါတယ်လူတွေရိုက်ကူးထားတဲ့အဲ့ဒီနေရာကဗီဒီယိုတွေကအွန်လိုင်းပေါ်ကိုချက်ချင်းရောက်သွားခဲ့ပါတယ်နောက်ွယ်ကနေတွေးထိုးပေးမဲ့အဖွဲ့အစည်းတွေရဲ့လက်ချက်ကြောင့်ဝေဖန်မှုတွေကပိုပြီးပြင်းထန်လာပြီးတနိုင်ငံလုံးရဲ့လှောင်ပြောင်စရာဖျော်ဖြေပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်ပိုပြီးတော့စိတ်ပြတ်အားငယ်ရတာကကျွန်တော်နဲ့10နှစ်ကြာချစ်သူတက်တန်းရှိခဲ့တဲ့ချစ်သူကအင်တာနက်အသုံးပြုသူတွေရဲ့စက်တိုက်ရဲ့အပိုင်းခြားမရှိဆဲဆူနှောက်ယှက်မှုတွေကိုမခံနိုင်တော့တာကြောင့်စိတ်ပြတ်အားလျော့နေတဲ့မျက်ဝန်းတွေနဲ့အတူစစ်ဆက်လက်စုပ်ကိုစပွဲပေါ်ပစ်ချပြီးကျွန်တော်ကိုလမ်းခွဲစကားပြောခဲ့ပါတယ်ကုမ္ပဏီကိုကယ်တင်ဖို့အတွက်ကျွန်တော်ကဆွေမျိုးတွေစီမှာမျက်နှာငယ်လေးနဲ့ပတ်စံသွားချိတော့လေအထင်သေးတဲ့မျက်လုံးတွေနဲ့ပဲအကြည့်ခံခဲ့ရပါတယ်တစ်ချိန်ကညီကိုလိုပေါင်းခဲ့တဲ့တငယ်ချင်းတွေကလည်းအခုဆိုဖုန်းတော်မကင်ကြတော့ပါဘူးအဲ့ဒီရက်တွေမှာကျွန်တော်တကယ်ကိုစိတ်တက်ကြလူနေပါဖြစ်ခဲ့ရပါတယ်ရုံးခန်းရဲ့မှန်ပြတင်းပေါက်ကြီးရှိမှရဲရင်လမ်းဘေးကရုတ်တံကြီးကြီးပေါ်မှာကျွန်တော်ကိုတိတ်ခါချပြီးရရှိလာတဲ့ကူတန်ရောင်းဝယ်ရေးကြော်ညာတွေကစုမြတ်ရဲ့ပုံကိုကြည့်ပြီးအောက်ကိုခုန်ချပြီးအားလုံးကိုအဆုံးတက်လိုက်ရမလားလို့အချိန်ချင်းတွေးခဲ့မိပါတယ်ကျွန်တော်ဘဝကိုဖျက်ဆီးခဲ့တဲ့ဒီကျေးဇူးကမ်းတဲ့ကောင်မလေးနဲ့တူတေချင်းဆိုးနဲ့အတူတူတေးလိုက်ရမလားလို့လည်းတွေးခဲ့မိပါတယ်ဒါပေမဲ့ကျွန်တော်အန်ကိုကြိတ်တွေးဆက်တွေကိုမျိုးချပြီးအန်ခဲထားလိုက်ပါတယ်ဒီလိုကျေးဇူးကမ်းတဲ့မွေးဆိုးတကောင်အတွက်နဲ့မိမိကိုယ်ပိုင်အသက်ကိုရင်းရတာမတန်ပါဘူးလေကျွန်တော်နာမည်နဲ့ရှိသမျှအိမ်ချမ်းမြေတွေနဲ့တန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှကိုရောင်းချပြီးနောက်ဆုံးမှာတော့ကုမ္ပဏီရဲ့အကျွေးတွေကိုလိုက်ပိတ်နိုင်ခဲ့လို့ကုမ္ပဏီကအဆိုးဆုံးအချိန်တွေကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်ဘဝကတော့ဆက်လျှောက်ရအောင်မယ်ဒါပေမဲ့ကျွန်တော်ကတော့အရင်လိုပရဟိတကိုယူတုခဲ့တဲ့လင်းစင်မဟုတ်တော့ပါဘူးကျွန်တော်ပရဟိတလုပ်ငန်းစဉ်အားလုံးကိုရပ်ဆိုင်းလိုက်ပါတယ်ရုံးခန်းထဲမှာငွေအမြောက်များအကုန်ကျခံပြီးဗတ်စုံမြင်ကွင်းစုံရတဲ့ CCTV ကင်မရာတွေတက်ဆင်လိုက်ပါတယ်စကားပြောဆိုမှုမှန်သမျှကိုအတန်ဖိုင်နဲ့ပဲမှတ်တမ်းတော်ရင်တင်ဆက်ပြီး24နာရီပတ်လုံးလုံခြုံရေးကိုစစ်ဆက်တေချာအောင်လုပ်ထားလိုက်ပါတယ်ဘဝမှာနောက်တစ်ချိန်ဘယ်သူကိစ္စကိုမှဝင်မပါတော့ဘူးလို့ကျွန်တော်ကြိတ်ဆိုလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးကျွန်တော်စီးပွားရေးလောကထဲမှာတယောက်တည်းပဲတွာလာလှူရှားတော့ပါတယ်စင်းရဲနွမ်းပါလို့ကူညီပါဆိုတဲ့တောင်းဆိုမှုတွေကိုတွေ့ရင်အေးဆက်ဆက်နဲ့ပဲရှောင်ကွင်းသွားတတ်ပါပြီအားနဲ့သူတွေငွေရိုအော်ဟစ်နေတာကိုမြင်ရင်လည်းတနာစိတ်မဝင်တော့ပဲနှစ်ချက်ကိုပဲတက်ထားလိုက်ပါတော့တယ်ကျွန်တော်ရဲ့ကဘာကြီးကငြင်းချမ်းသွားခဲ့ပါပြီကျွန်တော်ရဲ့နှလုံးသားလည်းတန်မဏိလို့လုံးဝအေးဆက်မာကျော်သွားခဲ့ပါပြီအဲ့ဒီနေ့ကကျွန်တော်တက်ကတူတဲကနေအဆက်တကွဲနဲ့မထွက်ခွာသွားခင်မှာစုမြက်ကကျွန်တော်တို့နှစ်ယောက်တည်းပဲကြားနိုင်မဲ့အတန်တိုးတိုးလေးနဲ့ရည်ရွယ်ချက်ရှိရှိကျွန်တော်ကိုအကွက်ချပြီးရည်တက်တက်ပြောခဲ့ပါသေးတယ် ရှင်ကိုတကယ်ကိုအထူးကျေးဇူးတင်ရမှာပဲရှင်ရဲ့ဒီလိုပရဟိတသမားကြီးဆိုတဲ့နာမည်ကောင်းတာအသုံးမဝင်ရင်တရားမျှတမှုအကိုကြီးရဲ့ဗီဒီယိုကလည်းဒီလောက်အထိပေါက်သွားမှာမဟုတ်ဘူးရှင်ပေးတဲ့ကံကောင်းမှုကြောင့်ပေါ့အခုကျမရဲ့ဒီဗီဒီယိုကိုလူကြည့်များလို့ရတဲ့ပတ်စံတွေနဲ့အွန်လိုင်းကလူတွေပေးတဲ့စုကြီးတွေနဲ့တင် iPhone 10 လုံးလောက်တာတာရဝယ်လို့ရနေပြီ အဲ့ဒီအချိန်တုန်းကတော့သူမတကယ်မသိသေးပါဘူးတကယ်ကံကြမ္မာဝှကျွေးရဲ့တုတ်ပြန်မှုကမကြခင်မှာပဲသူ့စီပြန်လဲတက်ရောက်လာတော့မယ်ဆိုတာကိုပေါ့တနည်းအကြာမှာတော့စုမြတ်ဟာလက်ထဲမှာပတ်စံတွေရှိလာတာကြောင့်အစင်းမြင့်စိန်ခံနေရတွေကိုနေတိုင်းလိုဝင်ထွက်ပြီးတောက်စားမှုယူပျော်ပါနေခဲ့ပါတယ်အကြောင်းပြချက်မရှိပဲကြောင်းခဏပြည့်ယုံတင်မကပါဘူးအောင်ဆယ်ရင်ထွက်မဲ့စာမှုပွဲတွေကိုတောင်ပတ်စံပေးပြီးလူစားထိုးဖြစ်ခိုင်းခဲ့ပါတယ်နောက်ဆုံးတော့အမှန်တရားကပေါ်သွားပြီးတက်ကတ်တူကနေကြောင်းထုတ်ပစ်ချင်းခံလိုက်ရပါတော့တယ်တက်ကတ်တူဘွဲလက်မှတ်လေးတောင်မရခဲ့တာကြောင့်သူအလုတ်လျှောက်တဲ့အခါနေရာတိုင်းမှာအငင်းခံခဲ့ရပါတယ်ဒါတွေမကသေးပါဘူးသူကအလုတ်ကိုလည်းရွေးပါသေးတယ်လွယ်လွယ်နဲ့ပတ်စံအမြန်ရတဲ့နီလန်းတွေနောက်ပဲလိုက်ချင်နေတဲ့ဇယိုက်ကဆွဲနေပြီလေကုမ္ပဏီကြီးတွေအလုတ်ကန်ကောင်းတွေကတော့သူ့ကိုလူတွေ့စစ်ဆေးဖို့နေနေတာအခွင့်အရေးတောင်မပေးကြပါဘူးလက်စာမြစ်တာနင်းနဲ့အောက်ခြေကနေပင်ပန်းခံလို့ရမယ့်အလုပ်မျိုးကြတော့လေသူကပင်ပန်းနဲ့တိတ်ခါကြတယ်ဆိုပြီးအထင်သေးပြီးမလုပ်ချင်ပါဘူးဒီလိုမျိုးအထက်လည်းမရောက်အောက်လည်းမကျတဲ့သူ့ရဲ့စီစာကြောင့်မှုတွေကြောင့်နောက်ဆုံးမှာတော့အခြေခံအကျဆုံးအလုပ်တစ်ခုကိုတောင်ရှာမရတော့တဲ့အထိဖြစ်သွားခဲ့ရပါတယ်ပိုပြီးအသက်ရှူချက်စရာကောင်းတာကကျွန်တော်ကိုအွန်လိုင်းပေါ်မှာဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတဲ့သတင်းတွေကလုံးဝအေးဆက်ပြောက်ကွယ်သွားတာနဲ့အမျှအင်တာနက်အသုံးပြုသူတွေကလည်းတခြားစိတ်ဝင်စားစရာအသစ်တွေနောက်ကိုရောက်ကုန်ကြပါပြီသူဟာဗီဒီယိုလူကြည့်များလို့ရတဲ့အကျိုးအမြတ်တွေကိုလည်းနောက်ထပ်မစားရတော့ပါဘူးသူမရဲ့တခုတည်းသောစီးပွားရေးဝင်ငွေလမ်းကြောင်းလည်းပျက်စီးသွားခဲ့ပါပြီဒါပေမဲ့သူကတော့လက်ကြီး
အတုံးအဖြုံးကြီးတဲ့အလေးထားကဆွဲနေတော့မှာပဲတုံးဖြုံးမှုတွေကိုစက်ထိန်ထားနိုင်ဖို့အတွက်သူခမအွန်လိုင်းချင်းငွေတွေအများကြီးလိုက်ချိခဲ့ရပါတယ်အကျွေးတောင်းတဲ့ဖုန်းတွေသူ့စီကိုစက်တိုက်ဝင်လာတော့မှာပဲသူဟာငရဲပြည်ကိုကြာသွားရတယ်လို့ခံစားချက်မျိုးကိုအစစ်မှန်ခံစားလိုက်ရပါတော့တယ်အဲ့ဒီနေ့ညနေဆောင်မှာတော့ကျွန်တော်ကုမ္ပဏီအဆောက်အုံထဲကနေလှမ်းထွက်လာတော့ရင်းနှီးပြီးသားဖြစ်တဲ့တနာစရာအသွင်ပြင်းနဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရပါတယ်ကျွန်တော်ခြေလမ်းတွေကိုရက်လိုက်ပြီးချက်ချင်းအနားကိုတမ်းမသွားသေးပဲမတိမတာနဲ့ဖုန်းထဲကအတန်ဖန်စနစ်ကိုအရင်ဖွင့်လိုက်ပါတယ်ပြီးတော့ဖုန်းကိုအင်ဂျီအိတ်ကထဲထည့်ပြီးမှအေးလူလူပဲသူ့စီကိုရှောက်သွားလိုက်ပါတယ် ဘာဖြစ်လို့လဲမိုးကြုံနေပြီလေငါကုမ္ပဏီတကားဝါမှာဘာလို့လာပိတ်ရနေတာလဲ စုမြက်ကကျွန်တော်ကိုမြင်မြင်ချင်းပါပဲနောက်ဆုံးမျောလင်းချက်အသက်ကဲကျိုးကိုစုပ်ကင်လိုက်ရတယ်လို့မျိုးကျွန်တော်စီပြေးလာပြီးရှေ့ကနေပိတ်ရက်လိုက်ပါတယ်အဲ့ဒီနောက်မှာဖုန်းကနေကျွန်တော်ရှေ့ကမြေပြင်ပေါ်မှာဒူးထောက်ချပစ်လိုက်တော့တာပါပဲ ကိုလင်းစင်ညီမမှားသွားပါတယ်ညီမတကယ်မှမှန်းသိပါပြီအော်ကိုလင်းစင်ရဲ့ညီမကိုတစ်ချိန်လောက်ပဲဖြစ်ဖြစ်ပြန်ကူညီပေးပါအောင်နော်ညီမကိုကိုလင်းစင်ကုမ္ပဏီမှာအလုပ်လုပ်ခွင့်ပေးပါအောင် သူ့ရဲ့စပင်တွေကဖျို့ဖျဲဖြစ်နေပြီးမျက်နှာတစ်ခုလုံးလဲနွမ်းလျက်ချောက်ကပ်နေတာပေါ့အစတုန်းကကြောင်းတကောက်မှာတွေ့ကြရတဲ့ရဲရဲဆက်ဆက်နဲ့မောက်မာရိုင်းဆိုင်ခဲ့တဲ့အရေးအယောင်တွေလုံးဝမရှိတော့ဘူးသူဟာနေရာတိုင်းမှာအငင်းခံရပြီးလုံးဝလမ်းပြောက်သွားတော့မှအရင်ကအလကားရတဲ့အလူရှင်ကြီးဖြစ်ခဲ့တဲ့ကျွန်တော်စီကိုမျက်နှာပြောင်းတိုက်ပြီးအလုပ်လာတောင်းနေတာပေါ့ အလုပ်ရှာခြင်းရင်ကုမ္ပဏီကိုကိုရေးရာဇဝင်တင်ပြီးလူတွေ့စစ်ဆေးမှုခံယူလေငါစီလာရှာတော့ဘာလို့ရမှာလဲမင်းကငါကုမ္ပဏီကိုအမိုက်တွေတိတ်နေနေရလို့ထင်နေတာလား ကျွန်တော်ကဗာမျက်နှာအမူအရာမှမရှိပဲစိုက်ကြည့်ပြီးပြောလိုက်ပါတယ် ဘယ်သူမှညီမကိုအလုပ်မခံကြဘူးတကယ်ကိုဘယ်သူမှအလုပ်မပေးကြတော့ဘူးတောင်းပန်ပါတယ်ကိုလင်းစင်ရဲ့အွန်လိုင်းကအကျွေးတောင်းတဲ့လူတွေကနေတိုင်းညီမရဲ့နောက်ကိုလိုက်ပိတ်နေကြလို့ညီမတေးလို့မတက်ဖြစ်နေပါပြီကိုလင်းစင်အရင်တုန်းကညီမကိုဂရုပေးခဲ့ဘူးလေညီမကြောင်းပြီးရင်ကုမ္ပဏီမှာအလုပ်ပေးပြီးစားဝတ်နေရေးအတွက်တာဝန်ယူပေးမယ်လို့ပြောခဲ့တာလေ သူကအတိတ်ကတန်ရောစင်တွေကိုတုံးပြီးကျွန်တော်ကိုထပ်ပြီးအကြက်ကင်ဖို့စူးစမ်းရင်းအားရပါရငိုယိုကပြောနေရှာတယ် စုမြတ်မင်းကမင်းလွယ်တာပဲ ကျွန်တော်ကသူ့ကိုအထက်စီးကနေအေးဆက်ဆက်နဲ့ငုံကြည့်ပြီး ငါကចောင်းသူလေးတယောက်ပေါ်မတမာတဲ့စိတ်နဲ့ကြံစီနေတဲ့ပရဟိတသမားတူကြီးလေဒါကမင်းကိုယ်တိုင်ကင်များရှိမှနှုတ်ကနေထွက်ဆိုပြောခဲ့တာမဟုတ်ဘူးလားပြီးခဲ့တဲ့တစ်ခေါက်မင်းကိုငါကူညီခဲ့လို့ငါကုမ္ပဏီတေဝါလီခံရမလို့ဖြစ်ခဲ့ရတယ်ဒီတစ်ခေါက်သာမင်းကိုငါထက်ခန့်လိုက်ရင်ဒီကုမ္ပဏီတစ်ခုလုံးကိုပါမင်းကိုပေးလိုက်ရမယ်ဂိမ်းဆိုင်သွားမှာပေါ့ ကျွန်တော်ရဲ့လှောင်ပြောင်တရောတဲ့စကားတွေကိုကြားလိုက်ရတော့စုမြက်ရဲ့တကူလုံးတောက်တင်သွားပြီးကျွန်တော်ဘောင်းဘီကိုစုပ်ကင်ထားတဲ့လက်တွေလည်းအနှဲငယ်ရော့ရဲသွားခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲအသက်ရှင်တန်ခြင်းနဲ့ကြောက်ရွံ့စိတ်ကသူ့ရဲ့ကြံရှိနေသေးတဲ့အရှက်တိတ်ခါကိုလွှမ်းမိုးသွားခဲ့ပြန်ပါတယ် အဲ့ဒါလေးကိုလင်းစင်ရဲ့ညီမတကယ်ပဲလမ်းဆုံးနေလို့ပါလာစာမြစ်တာတဝက်ပဲပေးလဲရပါတယ်ရင်နွေးချမ်းငယ်တာကြမ်းတိုက်တာအိမ်သာဆေးတာအစအကုန်လုပ်ပါမယ်ကိုလင်းစင်ရဲ့စေတနာကြီးကြီးထားပြီးညီမကိုကယ်တင်ပေးပါအောင်နော်ဟိုအကျွေးသမားလူမိုက်တွေကညီမကိုတက်ပစ်ကြလိမ့်မယ် ခုကြမှာလာပြီးစေတနာကြီးကြီးထားပါအောင်နဲ့ကျွန်တော်ဟာကဘာပေါ်မှာအကြီးမားဆုံးပြက်လုံးကြီးတစ်ခုကိုကြားလိုက်ရတယ်လို့မျိုးသူ့ရဲ့ရင်ခွင်ထဲကနေကျွန်တော်ခြေထောက်ကိုစောင့်ယုံပြီးဆွဲထုတ်လိုက်ပါတယ်ပြီးတော့ယွန်ရှာလုံးလို့ဘောင်းဘီကိုပုတ်ခါရင်း ငါရဲ့တနာကယူနာနဲ့စေတနာတွေကလေလွန်ခဲ့တဲ့တစ်နှစ်ကတည်းကမင်းလိုကျေးဇူးကမ်းတဲ့သူကြောင့်အစအနာတောင်မကြံအောင်ကုန်ခန်းသွားခဲ့ပြီဟေးလုံကြုံရေးတွေဒီကောင်မလေးကိုငါနားကနေဝေးဝေးကိုဆွဲထုတ်သွားစမ်းကုမ္ပဏီရဲ့တိတ်ခါကိုလာပြီးမျိုးနှမ်းစေနဲ့ ကုမ္ပဏီတကားဝါကလုံခြုံရေးဝန်ထမ်း2ယောက်ကအခြေအနေကိုကြည့်ပြီးချက်ချင်းပဲလှေကလေးတွေပေါ်ကနေပြေးဆင်းလာပါတယ်ပြီးတော့စုမြက်ရဲ့လက်မောင်းနှစ်ဖက်ကိုဖမ်းချုပ်ဖို့လက်ကမ်းလိုက်ကြပါတယ်သူ့ရဲ့တနာစရာကောင်းအောင်ဟန်ဆောင်တဲ့အကွက်ပြတ်သွားတာကိုမြင်လိုက်ရတော့စုမြက်ရဲ့မျက်နှာပေးကချက်ချင်းကြီးပြောင်းလဲသွားပါတော့တယ်အရင်ကတနာစရာမျက်နှာငယ်လေးနဲ့ဟန်ဆောင်ထားတဲ့မျက်နှာဖုံးကွာကျသွားပြီးအဲ့ဒီနေရာမှာရက်ဆက်မှုနဲ့နာကြီးမုန်းတိမှုတွေအစားထိုးဝင်ရောက်လာခဲ့ပါတယ်သူကလုံခြုံရေးတွေရဲ့လက်ကိုအားနဲ့ရုံးခါပစ်လိုက်ပြီးမြေကြီးပေါ်ကနေဝုန်းကနေထားရက်လိုက်ပါတယ်ပြီးတော့ကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးပြီးရင်းရင်တီးတီးဆဲဆိုချိန်ဆဲတော့တာပဲ လင်းစင်ရှင်ကိုမျက်နှာသာပေးတော့ကအကောင်းမှတ်နေတာလားရှင်ကိုရှင်တကယ်ပဲဘာပြစ်မှမရှိတဲ့လူသူတော်ကောင်းကြီးလို့ထင်နေတာလား သူကအန်ကိုကြိတ်မျက်လုံးပြူပြီးကျွန်တော်ကိုစိုက်ကြည့်ရင်အတန်ကိုနှိပ်ပြီးရက်ရက်ဆက်ဆက်ချင်းချောက်လာပြန်တယ် ကျမရှင်ကိုတစ်ခေါက်ဖြတ်စည်းနိုင်ခဲ့ရင်ဒုတိယအကြိမ်လည်းထပ်ပြီးဖြတ်စည်းပြစ်နိုင်တယ်ရှင်ဒီနေ့သာကျမကိုမကူညီရင်မနှက်ဖြန်ကြရင်ကျမအင်တာနက်ပေါ်မှာစာရေးရှည်ကြီးထည့်ရေးပြီးတင်ပြမယ်ရှင်ကအပြင်ပန်းမှာတော့သူတော်ကောင်းရောင်ဆောင်ပြီးကွယ်ရကြရင်လူမိုက်တွေငှားပြီးအကျွေးတွေကိုအကျန်းဖက်တောင်းခိုင်းတယ်ကျမကိုတေချောင်းကြံစီအောင်တွန်းပို့နေပါတယ်လို့ရေးပြမှာအခုချိန်မှာကျမကဘာမှဆုံးရှုံးစရာမရှိတော့ဘူးရှင်ကိုကြောက်နေစရာလားအလွန်ဆုံးရှိရင်အတူတူတေကြတာပေါ့ကျမဘဝဒီလောက်အထိအဆင်မပြေဖြစ်နေမှာတော့ရှေ့ရဲ့ကုမ္ပဏီလည်းအေးချမ်းချမ်းနေရမယ်လို့မမှတ်နဲ့ ဒီလိုမျိုးတေပြီးသားဝက်ကရင်နွေးပူမကြောက်တော့တယ်လို့အဆက်မရှိအကြက်ကင်နေတဲ့လူမိုင်းမျက်နှာပေးကိုကြည့်ပြီးကျွန်တော်ဒေါသထွက်မဲ့အစားလှောင်ပြုံးတောင်ပြုံးမိလိုက်ပါသေးတယ်ကျွန်တော်ဘာမှတုံ့လုံးမှုမရှိတာကိုမြင်တော့စုမြက်တကယ်ကိုအသေးအတန်ထိမ့်မနိုင်တိတ်မရဖြစ်သွားခဲ့ပါပြီအဲ့ဒီအချိန်ကအလုဆင်းချိန်ဖြစ်တာကြောင့်ရုံးအဆောက်အုံကြီးတွေကနေကော်ပိုရေးဝစ်စုံအပြည့်စုံနဲ့လူကုန်ထံဝန်ထမ်းတွေအများကြီးထွက်လာကြတယ်လို့လမ်းဘေးမှာလည်းအလင်းမြန်သွားလာနေကြတဲ့လမ်းသွားလမ်းလာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်စုမြက်ကမျက်လုံးတစ်ချက်ဝေးဝဲကြည့်လိုက်ပြီးဘာမှတွေးမနေတော့ပဲတခါတည်းအစွန်းရောက်တဲ့အထိလှုပ်ဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်သူကမြေကြီးပေါ်ကိုဖင်ထိုင်ချပစ်လိုက်ပြီးခြေထောက်တွေကိုရုံးကန်ကန်ကြောက်ရင်းလက်ချောင်းကွဲမတက်အော်ဟင်းကိုယူတော့တာပါပဲ မတရားဘူးရှင်အားလုံးပဲလာကြည့်ကြအောင်တထေးကြီးကလူမရှိသူမရှိနှိမ့်ဆက်နေပါတယ်ရှင်အစတုန်းကတော့ကျမကိုလှူဒန်းထောက်ပံ့ပါတယ်ဆိုပြီးနောက်ကျတော့ကျမချောတာကိုမြင်ပြီးစီကန်းဖောက်ဖြက်ပြီးတိမ့်ပိုက်ဖို့ကြံစီခဲ့တာအခုကျမမှာအာဏာလည်းမရှိအဆန်လည်းမရှိတော့တာကိုမြင်တော့လူမိုက်တွေကိုခေါ်ပြီးကျမကိုအနိုင်ကျင့်ခိုင်းနေတယ်အားလုံးပဲလာပြီးတရားစီရင်ပေးကြပါဦးဒီကျင့်ပြတ်တဲ့အရင်ရှင်ကြီးကလူတစ်ယောက်ကိုအသေးတွန်းပို့နေတာပါရှင် သူ့ရဲ့ပြောင်မြောက်လာတဲ့တရုပ်ဆောင်ချက်တွေကြောင့်ဘေးပတ်ဝန်းကျင်ကလူအားလုံးရဲ့အကြည့်တွေကချက်ချင်းဆွဲဆောင်ခြင်းခံလိုက်ရပါတယ်မိနစ်ပိုင်းလေးအတွင်းမှာတင်မဲ့ကုမ္ပဏီအဆောက်အုံရဲ့လှေကတစ်တွေအောက်မှာလမ်းသွားလမ်းလာတွေက3ထပ်4ထပ်ဝိုင်းအောင်လာကြပါတော့တယ်အမှန်တရားကိုမသိကြတဲ့လူအုပ်ကြီးကကော်ပိုရေးဝစ်စုံဝတ်ထားတဲ့ကျွန်တော်ကိုတစ်ချက်ကြည့်ပြီးတော့မြေကြီးပေါ်မှာအဝတ်စားတွေဖျို့ဖျဲဖြစ်ပြီးအသက်ရှူရက်မတန်ငိုနေတဲ့စုမြက်ကိုတစ်ချက်ကြည့်ပြီးစိတ်ထဲကချိန်ခွင်ရှာကအားနဲ့တူဘက်ကိုအလိုလျောက်ရင်းသွားကြပါတော့တယ် ဒါလင်းအုပ်စုရဲ့မန်နေဂျာမဟုတ်ဘူးလားဘာလို့မိန်းကလေးငယ်လေးတစ်ယောက်နဲ့လမ်းလေကောင်မှဒီလိုမျိုးဖြစ်ပျက်နေရတာလဲ လူရုပ်တော့ပေါက်ပါရဲ့ကွယ်ရကြမှာဒီလောက်အထိရိုင်းဆိုင်ရုံမှလိမ့်မယ်လို့မထင်ထားဘူးအရန်လွန်လုံးလေ
ဘာပဲဖြစ်ဖြစ်မိန်းကလေးငယ်လေးတယောက်ကိုတေချောင်းကြံစီရဲ့အထီတော့မတွန်းဖို့တင်ဘူးလေတကယ်ကိုလူမဆန်တဲ့အကောင်ပဲ ပတ်ဝန်းကျင်ကလက်ညှိုးထိုးဝေဖန်တန်တွေနဲ့တိုးတိုးတိတ်တိတ်ကဲရဲ့တန်တွေကဒီရေလိုတိုးဝင်လာခဲ့ပါတယ်။စုမြက်ကမြေကြီးပေါ်မှာထိုင်နေရင်သူ့ရဲ့စပင်တွေကြားကနေနှုတ်ခမ်းတောင်ကိုတွန့်ပြီးအောင်နိုင်သူတယောက်လိုပြုံးလိုက်ပါတယ်။အဲ့ဒီမျက်လုံးတွေက တွေ့လားကျမတနာစရာကောင်းအောင်ငိုလိုက်ရင်လူတို့ရဲ့အတန်ကကျမဘက်မှာပဲအမြဲရှိနေမှာ သူ့မျက်လုံးတွေကအဲ့လိုပြောနေတယ်လို့ပဲလွန်ခဲ့တဲ့တစ်နှစ်ကသာဆိုရင်ဒီလိုမျိုးလူပေါင်းများစွာရဲ့လက်ညှိုးထိုးပြစ်တင်ခြင်းခံရတဲ့အခြေအနေမျိုးကိုရင်ဆိုင်ရရင်ကျွန်တော်ဒေါသထွက်လွန်းလို့တကိုယ်လုံးတုံရင်နေမိမှတေချာတယ်။ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်မျက်စိထဲမှာသူဟာစက်ကပ်ပွဲကလူပြက်တကောင်လိုပဲမြင်မိတော့တယ်။ကျွန်တော်ကတော့ဘာမှပြရခက်မနေပဲအိတ်ကက်ထဲကနေဖုန်းကိုအေးဆေးဆေးထုတ်လိုက်တယ်။ပြီးတော့လက်ချောင်းလေးနဲ့နှိပ်ပြီးအတန်ပမာဏကိုအမြင့်ဆုံးထိမြင့်လိုက်တယ် ကျမရှင်ကိုတစ်ခေါက်ဖြတ်စည်းနိုင်ခဲ့ရင်ဒုတိယအကြိမ်လည်းထပ်ပြီးဖြတ်စည်းပြစ်နိုင်တယ်ရှင်ဒီနေ့သာကျမကိုမကူညီရင်မနှက်ဖြန်ကြရင်ကျမအင်တာနက်ပေါ်မှာစာရီရှည်ကြီးထည့်ရေးပြီးတင်ပြမယ်ရှင်ကအပြင်ပန်းမှာတော့သူတော်ကောင်းရောင်ဆောင်ပြီးကွယ်ရကြရင်လူမိုက်တွေငှားပြီးအကျွေးတွေကိုအကျန်းဖက်တောင်းခိုင်းတယ်ကျမကိုတေချောင်းကြံစီအောင်တွန်းပို့နေပါတယ်လို့ရေးပြမှာ ။ဖုန်းရဲ့စပီကာထဲကနေစုမြက်ရဲ့စောစောကရက်ဆက်ရုံမှပြီးမောက်မာရိုင်းဆိုင်စွာချင်းချောက်ခဲ့တဲ့အတန်တွေကအတိုင်းသားရှင်းရှင်းလင်းလင်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီ NJP ပြောထားတဲ့လေတန်ကအခုလက်ရှိမြေကြီးပေါ်မှာခါခါတီးတီးနဲ့တနာစရာကောင်းအောင်ဟန်ဆောင်ပြီးငိုယိုပြနေတဲ့တားကောင်ပုံစံနဲ့တကယ်ကိုစန့်ကျင်ဘက်အစွန်းနှစ်ဖက်ဖြစ်နေပါတော့တယ်။အတန်ဖိုင်ထွက်လာတာနဲ့တပြိုင်နက်ပတ်ဝန်းကျင်ကစုမြက်နေတဲ့ဝေဖန်တန်တွေအားလုံးကရုတ်တရက်ခလုတ်ပိတ်ခံလိုက်ရတယ်လို့မျိုးတစ်ချက်တည်းငြိမ်ကျသွားခဲ့ပါတယ်။အားလုံးကမျက်လုံးတွေပြူးသွားကြပြီးအကြည့်တွေကကျွန်တော်နဲ့စုမြက်ကြားထဲမှာအပြန်အလှန်ရိမ့်ထိုးလို့သွားကြပါတော့တယ် ဟဲ့ဘာတွေလဲဒါကချင်းချောင်းငွေတောင်းတာပေါ့ငွေညစ်တာမဟုတ်ဘူးလားစောစောကတနာစရာကောင်းအောင်ဟန်ဆောင်ပြီးအပြစ်မရှိတယ်လို့လုပ်ပြနေတာဒီတထေးကြီးလက်ထွက်မှာပဲမြေကြီးပေါ်ထိုင်ကြပြီးဝန်းနေပလက်ဖြစ်ပြနေတာပဲအခုခင်မိန်းမလူလိန်တွေကတော့တကယ့်ကိုပျော်ဖက်ရှင်နေကြလုံးနဲ့ ဟုတ်ပါဗျာတထေးကြီးရေဒီလိုအရှက်မရှိတဲ့လူမိုက်မျိုးကိုလုံးဝခွင့်မလွတ်နဲ့ဒါကပြောင်ကြကြချင်းချောင်းငွေညစ်တာပဲရဲကိုချက်ချင်းတိုင်ပြီးဖမ်းခိုင်းလိုက်စမ်းပါ လူတို့ရဲ့ဝေဖန်မှုဥတီချက်ကစက္ကန့်ပိုင်းတွင်းမှာတဲ့စောက်ထိုးမှုမြော်ပြောင်းလဲသွားခဲ့ပါပြီစောစောကစုမြက်ကိုတနာနေကြတဲ့လမ်းသွားလမ်းလာတွေဟာအခုချိန်မှာတော့ရင်ကောင်းတကောင်ကိုအရှင်လက်လက်မျိုးချလိုက်ရတယ်လို့မျိုးရွှေရှာမုန်းတီးသွားကြပါပြီအထူးသဖြင့်အမျိုးသမီးတို့ကသူ့နှာခေါင်းကိုလက်ညှိုးထိုးပြီးပြစ်တင်ဆဲဆိုကြပါတော့တယ်ဖုံးပေါင်းများစွာကစုမြက်ရဲ့မျက်နှာစီကိုပြိုင်လူချိန်ရွယ်လိုက်ကြပြီးကလစ်ကလစ်နဲ့ထွက်ပေါ်လာတဲ့ကင်မရာဖလက်မီတွေကြောင့်သူ့မျက်စိတောင်မဖွင့်နိုင်တော့ပါဘူးစုမြက်တကိုယ်လုံးကြောင်အန်းသွားခဲ့ရပါပြီမြေကြီးပေါ်မှာထိုင်နေရင်အငိုအတုလုပ်ဖို့တောင်မေ့သွားတဲ့အထိပါပဲသူဘလို့မှတွေးမိမှာမဟုတ်ဘူးလေအများနဲ့အေးအေးလေးနေတတ်တဲ့ဒီလိုတထေးကြီးလင်းစင်ကသူစကားပြောချင်းပထမဆုံးစက္ကန့်မှာတင်ဖုန်းထဲကအတန်ဖန်းကလုတ်ကိုတိတ်တဆိတ်နှိပ်ထားလိုက်မယ်ပြီးတော့လမ်းလေခေါင်မှာပြောင်ကြကြပြန်ဖွင့်ပြလိုက်မယ်ဆိုတာကိုလုံးဝမတွေးမိခဲ့ပါဘူးဘေးပတ်ဝန်းကျင်ကလူအုပ်ကြီးကဒေါသတကြီးနဲ့ရဲတိုင်မှုပြောနေကြတာကိုမြင်တော့မှစုမြက်တကယ်ပဲပြရခတ်ပြီးကြောက်လန့်သွားပါတော့တယ်ဒီနေ့သူခင်းတဲ့ပြဆက်ကတော့လုံးဝဖြည့်ဆည်းခြင်းခံလိုက်ရပြီဆိုတာသူသိလိုက်ပါပြီအလုပ်လည်းမရတဲ့အပြင်ဒီထက်ဆက်နေရင်တကယ်ပဲအချုပ်ခန်းထဲရောက်သွားနိုင်တယ်လေသူကမြေကြီးပေါ်ကသူ့အိတ်ကိုရန်တန်းဆွဲယူပြီးမျက်နှာကိုလက်နဲ့အုပ်ကလူအုပ်ကြီးတွေကနေတိုးဝှေ့ထွက်ခဲ့ရပါတယ်လူတွေရဲ့လှောင်ပြောင်တန်တွေနဲ့ဆဲဆူချိန်ဆဲတန်တွေကြားထဲမှာအင်ဂျင်မဲ့ခွေးအိုတကောင်လိုမျိုးညမောင်မောင်တွေကိုအဆက်တကွဲနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတော့တယ်စုမြတ်ဟာမြို့ပြရဲ့ရက်ကွက်စင်ရဲသားပိုင်းကအေးဆက်ဆူထိုင်ပြီးမှောင်မိုက်နေတဲ့အခန်းချင်းလေးစီကိုဘလို့ခြေလမ်းတွေနဲ့ပြန်ရောက်လာခဲ့မှန်းတောင်ကိုမသိတော့ပါဘူးတစ်သားတကားဟောင်းကြီးကိုတွန်းဖွင့်လိုက်တာနဲ့မိုးနှံတွေကနှာခေါင်းထဲစူးကနေဝင်လာပါတယ်သူကအားအင်အားလုံးကုန်ခန်းပြီးမွေးရဆုပ်ပေါ်ကိုပြစ်လဲချလိုက်ပေမဲ့ရင်ဘတ်ထဲကနှလုံးသားကတော့တဒိမ့်ဒိမ့်နဲ့ပြင်းထန်စွာခုန်နေတော့မှာပဲနေကင်းဘက်ကလူများကြီးရဲ့ရှေ့မှာလူပြက်တကောင်လိုမျိုးဝိုင်းကြည့်ပြီးကဲ့ရဲ့ရှုတ်ချခံခဲ့ရတဲ့အဆက်ကွဲမှုကိုပြန်တွေးမိတိုင်းခံရခက်လွန်းလို့သွားတွေကိုတကြီးကြီးနဲ့မြည်အောင်အန်ကျိမိပါတယ် လင်းစင်ရှင်ကဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲရှင်ကဒီလောက်ချမ်းသာတာကိုရှင်းလက်သေးကြားကအညစ်အကြေးလောက်ပဲရှိတဲ့ပတ်စံလေးကိုကျမကိုပေးလိုက်ရင်ဘာဖြစ်သွားမှာမလို့လဲကျမကိုဒီလောက်အထိလမ်းဆုံးအောင်တွန်းပို့ရလား သူကမောင်မောင်မဲမဲအခန်းထဲမှာအန်ကျိပြီးတိုးတိုးလေးဆဲရေးတိုင်းထွာနေခဲ့ပါတယ်အပြစ်မှန်သမျှကိုကျွန်တော်ခေါင်းပေါ်ချဖို့ပဲသူစူးစမ်းနေတာပါဒါပေမဲ့သူကျွန်တော်ကိုဆဲလို့တော့မဝသေးပါဘူးတကားဝါကနေဒုံးဆိုတဲ့အတန်ကျဲကြီးထွက်ပေါ်လာပြီးတယောက်ယောက်ကတစ်သားတကားကိုအပြင်ကနေအကြမ်းဖက်ကန်ဖွင့်လိုက်တာကြောင့်တစ်သားစာတွေလွတ်စင်ကုန်ပါတော့တယ်အင်ဂျီဗလာနဲ့လက်မောင်းတွေမှာတတူအပြည့်နဲ့လူမိုက်ကြီး၃ယောက်ကမောက်မောက်မာမာနဲ့အခန်းထဲကိုဝင်လာကြပါတယ်အရှိဆုံးကကတုံးနဲ့လူမိုက်ကလက်ထဲမှာတလုတ်တူတစ်ချောင်းကိုမြှောက်လိုက်ချလိုက်လို့ရင်ကတင်ပေါ်မှာကြောက်လန့်တကြားနဲ့လက်ပြလွှဲမတက်လုံးထွေးနေတဲ့စုမြက်ကိုကြည့်ပြီးလှောင်ပြုံးလိုက်ပါတယ် ကဲထပ်ပြေးအောင်ပါလားမင်းဘယ်ခွေးချေးတွင်းစီထပ်ပြေးကျင်သေးလဲငါတို့ညီကိုတွေရဲ့ပိုက်ဆံကလေထဲကအလကားလွင့်လာတယ်လို့မင်းထင်နေတာလား အကိုခွန်ရင်တောင်းပန်ပါတယ်ညီမကိုရန်နေနေလောက်ထပ်ပြီးအချိန်ပေးပါနော်ညီမတကယ်ပဲအလုပ်ရှာနေလို့ပါမကြခင်ပတ်စံရတော့မှာပါ အချိန်ထပ်ပေးရမယ်ဟုတ်လားမင်းလွန်ခဲ့တဲ့နှစ်ပတ်လုံးလုံးအစင်းမြင့်ဘားတွေမှာနေတိုင်းသွားပြီးတောက်စားပြောပါနေတော့ကကြတော့အကျွေးဆက်ဖို့ဘာလို့မစင်စားခဲ့တာလဲ ကတုံးလူမိုက်ကစကားရှည်ကြီးပြောမနေတော့ပဲညရိပ်ပြလိုက်တာနဲ့ဘေးကလူမိုက်နှစ်ယောက်ကချက်ချင်းရှေ့ကိုပြေးတက်သွားပြီးစုမြက်ရဲ့စပင်ကိုဆွဲကင်ကမြေကြီးပေါ်ကိုဆောက်ဆွဲချပစ်လိုက်ပါတယ်ပြီးတော့ဖြက်ခနဲနဲ့ပါရိုက်တန်နှစ်ချက်ကအခန်းထဲမှာဟိမ့်ထွက်သွားပြီးစုမြက်ရဲ့နှက်ခမ်းတောင်းကနေတွေးတွေစီးကြလာကပါတစ်ဖက်လဲဖူးယောင်သွားတော့တယ် ဒီလိုမျိုးမလုပ်ကြပါနဲ့ရှင်တောင်းပန်ပါတယ်ခွင့်လွှတ်ပေးကြပါအောင် ဒါပေမဲ့ဒီလိုတွေးအေးပြီးရက်ဆက်တက်တဲ့အကျွေးတောင်းလူမိုက်တွေရဲ့ရှေ့မှာတော့သူ့ရဲ့မျက်ရည်တွေကဘာမှအသုံးမဝင်ခဲ့ပါဘူးခြေထောက်နဲ့ကန်လက်သီးနဲ့ထိုးပြီးတော်တော်လေးနှိပ်စက်ပြီးတဲ့နောက်မှာတော့ကတုံးလူမိုက်ကမြေကြီးပေါ်ငုံချလိုက်ပြီးစုမြက်ရဲ့အင်ဂျီကော်လန်ကိုဆွဲဆောင်က စုမြတ်မင်းကိုငါပြက်ပြောလိုက်မယ်အတိုးရင်းအပါဝင်အကျွေးအလုံးပေါင်းယုံ9သိန်းရှိတယ်မင်းကို3ရက်ပဲအချိန်ပေးမယ်အရင်ရောအတိုးရောအပြက်ရှာထားလိုက်3ရက်ပြည့်လို့မှပိုက်ဆံမမြင်ရရင်ညာမင်းရဲ့ဒီဝက်ပလာတက်ပုံတွေကိုမင်းရဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေအကုန်လုံးစီပို့ပြမယ်ကြားလားနားလေလား အကျွေးတောင်းတဲ့လူမိုက်တွေဆဲဆူနဲ့ထွက်သွားတော့မှာပဲစုမြက်ကအတန်ကုန်လွတ်ပြီးငိုချလိုက်ပါတော့တယ်သူဟာတကိုယ်လုံးအယိုးတွေကြေမွမတက်နာကျင်နေတဲ့ခန္ဓာကိုယ်ကိုတရုတ်တိုက်ဆွဲပြီးတုံတုံရင်နဲ့အရင်တုန်းကတေးလို့မတက်လို့ချင်ခဲ့တဲ့ iPhone ကြီးကိုနှိုက်ထုတ်လိုက်ပါတယ်ပြီးတော့တနစ်နီးပါအဆက်အသွယ်ဖြတ်ထားခဲ့တဲ့ဖုန်းနံပါတ်တစ်ခုစီကိုခေါ်လိုက်မိပါတယ်အဲ့ဒါကတော့ရွာကသူ့မိဘတွေရဲ့ဖုန်းနံပါတ်ပါပဲဖုန်းကတော်တော်ကြာအောင်မြည်ပြီးမှတစ်ဖက်ကနေအမေဖြစ်သူရဲ့စိတ်မရှိတဲ့လေတံကြီးနဲ့ထူလာပါတယ် ဘာကိစ္စလဲအိမ်မှာကောက်ဆက်ရမှာနဲ့အလုပ်ရှုံနေတာကို
မေသမီးကိုကဲပါအောင်သမီးပါစုမြတ်ပါသမီး online ကအကျွေးတွေချေးမိလို့အခုသူတို့ကသမီးကိုတတ်တော်မယ်အမေတို့အိမ်ကစုထားတဲ့ပတ်စံတွေကိုထုတ်ပြီးသမီးကိုအရင်ကဲပေးပါအောင်သမီးအကျွေးရွမ်း9သိန်းတင်နေလို့ပါပါရွမ်း9သိန်းဟုတ်လားညီလိုမင်္ဂလာမရှိတဲ့ကောင်ညီပြင်မှာဘာတွေအရှက်မရှိတာတွေတွားလို့ထားလို့ဒီလောက်ထိအကျွေးတွေတင်လာရတာလဲရွမ်း9သိန်းတောင်မှလားပြီးခဲ့တဲ့ရက်ပိုင်းကရွာလူကြီးမျိုးပေါ်တက်တော့ညီတက်ကတူကနေပွဲလက်မှတ်တောင်မရပဲကျောင်းကနေအထုတ်ခံလိုက်ရတယ်ဆိုတာပြောပြလို့ငါနဲ့ညီဖေမှာ10ရွာစာလောက်မျက်နှာပြက်နေရပြီအမေရဲ့သမီးတကယ်ကိုတခြားနည်းလမ်းမရှိလို့ပါပါဇက်ပိတ်ဆန်ငါဝမ်းနဲ့လွယ်ပြီးညီလိုကောင်မလေးမျိုးကိုမမွေးခဲ့တင်ဘူးညီရဲ့မောင်လေးကမကြခင်မိမတင်တောင်းတော့မယ်မင်းကလေးဘက်ကတင်တောင်းခရွမ်တသိန်းတောင်းနေတာအစကတော့ညီတက်ကတူပြီးရင်ကုမ္ပဏီကြီးမှာအလုပ်ရပြီးမောင်လေးမင်္ဂလာဆောင်ဖို့ပိုက်ဆံတွေပို့ပေးမလားလို့မျှော်လင့်နေတာအခုကျတော့ပိုက်ဆံလည်းမရှိတဲ့အပြင်အိမ်ကစုထားတဲ့ပိုက်ဆံတွေကိုပါလာပြီးလိုချင်နေတယ်ပေါ့ငါညီကိုအပြက်ပြောလိုက်မယ်စုမြတ်ညီဘာသာတေးချင်ရင်လည်းအပြင်မှာပဲသွားတေးစမ်းညီရဲ့မောင်လေးကိုလာပြီးဒုက္ခမပေးနဲ့ဖုန်းကတော့ရက်ဆက်ဆက်အချခံလိုက်ရပါပြီသူ့ဖုန်းနံပါတ်ကိုလည်းဘလော့လိုက်ပါပြီကိုယ်တိုင်မွေးထားတဲ့မိဘရင်းတွေကတော့သူ့ကိုဝင်ထုတ်ဝင်ပိုးကြီးတစ်ခုလိုသဘောထားပြီးအမိုက်လိုမျိုးလုံးဝအပြတ်ဆုတ်ပစ်လိုက်ကြပါပြီစုမြတ်ဟာဖုန်းကိုကြည့်ရင်ကြောင်နေခဲ့ပါတယ်ကြီးမားလာတဲ့မျောလင်းချက်မဲ့မှုတွေကတွင်းနဲ့ကြီးတစ်ခုလိုမျိုးသူ့ကိုဝါမျိုးသွားခဲ့ပါပြီသူတစ်ချိန်ကအရန်ကိုအောက်မေ့တောင့်တခဲ့တဲ့ဒီမျိုးပြကြီးထဲမှာအခုဆိုသူကဘွဲလက်မှတ်လည်းမရှိအလုပ်လည်းမရှိခေါင်းပေါ်မှာလည်းရွှန်9သိန်းဆိုတဲ့အကျွေးကြီးနဲ့အတူဆွေမျိုးမိတ်ဆွေအားလုံးရဲ့စွန့်ပစ်ခြင်းကိုခံထားရပါပြီသူစိတ်သက်တွေလုံးဝပြတ်ပြားပြီးခေါင်းနဲ့နံရံကိုစောင့်မိလူနီးပါးဖြစ်နေတဲ့အချိန်မှာပဲဖုန်းပေါ်မှာသတင်းတစ်ခုဖြတ်ခနဲပေါ်လာခဲ့ပါတယ်follower တန်းချီရှိတဲ့ဘလော့ဂါကြီးတရားမျှတမှုအကူကြီးရဲ့အတွင်းကြကြဝေဖန်ဆန်းစစ်ချက်အရင်းရှင်တွေရဲ့ဟန်ဆောင်မျက်နှာဖုံးအောက်ခြေလူရန်စားတွေရဲ့အဆက်တိတ်ခါကိုဘသူကအာမခံပေးမှာလဲဒီရင်းနှီးနေတဲ့နာမည်နဲ့သတင်းကိုမြင်လိုက်ရတော့စုမြတ်ရဲ့တေလူလိုဖြစ်နေတဲ့မျက်ဝန်းအစုံထဲမှာယူတလူနီးပါးဖြစ်နေတဲ့အယောင်ဝါတွေချက်ချင်းပောက်ကွဲထွက်လာခဲ့ပါတော့တယ်လင်းစင်ရှင်းဘက်ကအညာတာမရှိမှတော့တပါလုံးကလည်းငါ့ကိုတေးတွင်းနဲ့တွန်းပို့နေမှတော့ရှင်းကိုပါငရဲပြည်ကိုအတူတူဆွဲခေါ်သွားမယ်သူ့ရဲ့လက်ချောင်းတွေတုံရင်လျက်နဲ့တရားမျှတမှုအကူကြီးစီကိုစာပို့လိုက်ပါတယ်ရင်းနှီးနေတဲ့လူတစ်ယောက်ကနောက်ဆုံးအသက်ကဲတုံးကိုလှမ်းဆွဲလိုက်တယ်လို့ပါပဲအကိုကြီးလားရှင်ကျမစီမှာအဲ့ဒီအကျင့်မကောင်းတဲ့အရင်းရှင်လင်းစင်ရဲ့လူမိုက်လောကနဲ့ပတ်သက်နေတဲ့တုံ့လို့ခြောက်ခြားစရာသတင်းကြီးရှိတယ်သူကဖုန်းကိုအမြန်ဆုံးစာရိုက်လိုက်ပါတယ်မျက်ဝန်းတွေထဲမှာတော့လုံးဝယူသွမှုတွေနဲ့ပြည့်နေလို့ပေါ့သူကမကြသေးခင်ကကျမဘဝပြက်နေတာကိုမြင်တော့လူမိုက်တွေကိုတမင်တက်တက်စီခိုင်းပြီးကျမကိုရိုက်နှက်ခိုင်းတယ်ပြီးတော့အရင်တုန်းကသူထောက်ပံ့ခဲ့တဲ့ပတ်စံတွေပြန်ဆက်ဖို့အတွက်ကျမကိုကိုခန္ဓာရောင်းစားဖို့ပြည်ကန်စာလုပ်ဖို့အကြက်ကင်နေပါတယ်ကျမစီမှာဒဏ်ရာတက်တွေရှိတယ်ဒီတစ်ခေါက်သာအကွက်ကြကြလုံနိုင်ရင်ကျမတို့သူ့ကိုဘယ်တော့မှပြန်မထနိုင်အောင်လုပ်ပစ်လို့ရပြီး follower တွေနဲ့ပတ်စံတွေအများကြီးရလိမ့်မယ်3ရက်အကြာည8နာရီတိတိဆိုတဲ့ရွှေရောင်အချိန်ပိုင်းမှာ follower တန်းကြီးရှိတဲ့ blogger ကြီးတရားမျှတမှုအကူကြီးကတိတိကျကျစီစဉ်ထားတဲ့ရုပ်မာကောက်ကျစ်တဲ့အရင်းရှင်လင်းစင်ကိုစစ်ဆေးမင်းမြန်းခြင်းနဲ့တနာစရာမိန်းကလေးငယ်လေးကိုကဲတင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အကြီးစားတိုက်ရိုက်ထုတ်လွှင့်မှုကို online platform စုံမှာအချိန်ကိုက်တစ်ပြိုင်နက်လွှင့်လိုက်ပါတော့တယ်။နောက်ွယ်ကအဖွဲ့တွေရဲ့အသေးအတန်ကြော်ညာပေးမှုနဲ့ platform ရဲ့ algorithm တုံးပို့ပေးမှုတွေကြောင့်လိုက်လွှင့်ပြီး10မိနစ်အတွင်းမှာတဲ့ကြည့်ရှုသူဦးရေဟာထိတ်လန့်စရာကောင်းလောက်အောင်3တန်းကိုကျော်လွန်သွားခဲ့ပါပြီ။အရန်ကိုအရှိန်ဟုန်ပြင်းတဲ့နှုံးနဲ့လည်းဆက်လက်တိုးတက်လာနေပါတယ်။ဒီအချိန်မှာစုမြတ်ဟာစပင်တွေဖြိုဖျဲဖြစ်နေုံတင်မကဘူး။ပါတစ်ဖက်မှာလည်းပတိတွေကတ်ထားရတဲ့ပုံနဲ့ပါ။အပြင်ကိုပေါ်နေတဲ့လက်မောင်းတွေပေါ်မှာလည်းညုံမဲဆုပ်ပြတ်နေတဲ့ဒဏ်ရာတွေအပြည့်ပါပဲ။အဲ့ဒီဒဏ်ရာတွေကအကျွေးတောင်းတဲ့လူမိုက်တွေရိုက်နှက်ထားတဲ့ဒဏ်ရာတွေဖြစ်တာသိချပေမဲ့အခုချိန်မှာတော့သူ့အတွက်အဖြစ်စွမ်းအားအကောင်းဆုံးလက်နက်တစ်ခုဖြစ်သွားခဲ့ပါပြီညိုကီတို့ရေအားလုံးပဲကျွန်တော်ဘေးကတနာစရာမင်းကလေးကိုကြည့်လိုက်ကြပါအောင်အားလုံးပဲလွန်ခဲ့တဲ့တစ်နှစ်ကရဲရဲဝံဝံထွက်ရက်ပြီးပရဟိတအတူလုပ်တဲ့လင်းစင်ရဲ့တကယ်မျက်နှာဖုံးကိုခွာချခဲ့တဲ့တောင်ပေါ်ဒေသကမင်းကလေးစုမြတ်ကိုမှတ်မိကြသေးရဲ့လားကင်မရာကအနီးကပ်ဆွဲလိုက်တဲ့အခါစုမြတ်ကကြောက်လန့်နေတဲ့တမင်လေးတစ်ကောင်လိုမျိုးတစ်ချက်တုံရင်ပြလိုက်ပြီးမျက်ရည်တွေကတတောက်တောက်နဲ့မြေကြီးပေါ်စီးကျလာခဲ့တယ်ကျမတကယ်ကိုဆက်ပြီးမရှင်တန်ကျင်တော့ပါဘူးလွန်ခဲ့တဲ့တစ်နှစ်ကကျမလင်းစင်ရဲ့အကြောင်းကိုဖွင့်ချတဲ့ကသူကကွယ်ရာကနေကျမကိုအမြဲတမ်းကလေးစားချေနှိပ်စက်ခဲ့တာသူကလူတွေကိုငှားပြီးကြောင်းထိလာပြီးကောလာဟာလာတွေဖြန့်ပြီးကျမပွဲမရအောင်လုပ်ခဲ့တယ်ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်သူဟာလူမိုက်တွေကိုစေခိုင်းပြီးကျမငှားနေတဲ့အခန်းထိလိုက်လာပြီးရိုက်နှက်ခိုင်းခဲ့တယ်သူကပတ်စံရောအာနာပါရှိတော့ကျမကိုတက်ပစ်ဖို့ကပရက်စိတ်တကောင်ကိုတက်ရတယ်လို့ပဲလွယ်ကူနေတာဒီတစ်ခေါက်သာတရားမျှတမှုအကူကြီးကကျမကိုကဲမထုတ်ခဲ့ရင်ကျမအသက်တောင်ရှိတော့မှာမဟုတ်ပါဘူးညိုကီတို့ရေလောကမှာတရားဥပဒေဆိုတာကောရှိသေးရဲ့လားအမှန်တရားကောပဲမှာလဲလင်းစင်လိုမျိုးပရဟိတခေါင်းစဉ်တက်ပြီးမတမာတဲ့စိတ်နဲ့ကြံစီနေတဲ့စီးပွားရေးသမားပိုက်ဆံနေနေရှိုံနဲ့သူ့ဘာရဲ့တိတ်ခါကိုဒီလိုမျိုးစိတ်ကြိုက်နင်းချေလို့ရတယ်လို့ထင်နေတာလားဒီနေ့ကျွန်တော်ကောင်းပိတ်ခံရရင်တောင်မှကျွန်တော်ဒီလိုမတရားတဲ့လောက်ရက်ကိုအဆုံးအထိတိုက်ပွဲဝင်သွားမှာပါမျောလင့်ထားတဲ့အတိုင်းပဲဒီလိုမျိုးအောက်ခြေလူလန်းစားအားနဲ့သူတွေဟာအာဏာရှိသူတွေရဲ့အနိုင်ကျင့်ခြင်းကိုခံနေရပါတယ်ဆိုတဲ့ဇညုံပုံစံက online အသုံးပြုသူတွေရဲ့အထိမခံဆုံးအကြောကိုတက်တက်ကြီးတွားဆွဲမိလိုက်တယ်လို့ပဲလိုက်တစ်ခုလုံးရဲ့ comment တွေကဝုန်းကနေပောက်ကွဲထွက်လာပါတော့တယ်မင်းကလေးငယ်လေးတယောက်ကိုဒီလောက်အထိနှိပ်စက်ရလားလင်းစင်ကိုတေးတေးချာချာစစ်ဆေးပေးကြပါလုံးဝခွင့်မလွတ်နိုင်ဘူးစုမြတ်ရဲ့တန်ရာတွေကိုမြင်ရတာငါဒေါသထွက်လုံးလို့တကူလုံးတုံနေပြီအရင်ရှင်တွေတေးချင်းစိုးနဲ့တေးပါစေလင်းစင်ရဲ့ထုတ်ကုန်မှန်သမျှကိုတပိတ်မောက်ကြတရားမျှတမှုအကူကြီးနဲ့စုမြတ်ကိုအပြည့်အဝဝန်းရံကြမယ်ဒေါသထွက်နေတဲ့ online အသုံးပြုသူတွေကအုပ်စုလိုက်ကြီးကျွန်တော်ကုမ္ပဏီရဲ့တရားဝင်ဝီဘိုကောင်းနဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ကောင်းတွေအောက်ကိုထူးခြားမှုမရှိဘဲရောက်လာပြီးရင်းရင်တီးတီးဆဲဆိုကြပါတော့တယ်ကုမ္ပဏီရဲ့ထောက်တဲ့ဝန်ဆောင်မှုဖုန်းလိုင်းတွေလည်းစက္ကန့်ပိုင်းတွင်းမှာတင်ပွင့်ထွက်မတက်ဖြစ်သွားခဲ့ရပါတယ်အစိုးရောက်တဲ့ online အသုံးပြုသူအချို့ဆိုရင်လင်းကုမ္ပဏီရဲ့အဆောက်အုံကိုပါလာပြီးရိုက်ခွဲဖျက်ဆီးပြမယ်လို့အထိအော်ဟစ်ကြုံဝါလာကြတယ်လိုက်ထဲမှာတော့အယူမှုတက်လာတဲ့လူကြီးနှုံတွေနဲ့ညာဘက်အောက်ခြေမှာပြည့်သွားတဲ့အထိလက်ဆောင်တွေပေးနေတာကိုကြည့်ရင်စုမြတ်နဲ့တရားမျှတမှုအကူကြီးတို့ကကင်မရာရှေ့မှာမျက်ရည်ဆက်လက်နဲ့ငူပြနေပေမဲ့ကင်မရာမမြင်ရတဲ့စပွဲအောက်မှာတော့သူတို့နှစ်ဦးရဲ့လက်တွေကရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြစ်ကြစ်ပါအောင်စုပ်ကင်ထားကြတယ်ဒါဟာပြစ်တင်ရှုပ်ချပွဲပဲမှာဟုတ်တော့မလဲဒါဟာတကယ့်ကိုပျော်ပွဲရှင်ပွဲကြီးတစ်ခုပါပဲကျွန်တော်ရဲ့အလောင်းကိုနင်းပြီး
ငွေကြေးတွေကိုရိတ်သိမ်းနေတဲ့နောက်ဆုံးညစာစားပွဲကြီးပေါ့ဒါပေမဲ့သူတို့လုံးဝမသိတာကတော့မြို့ပြရဲ့အခြားတစ်ဖက်ကမိုးပြန်တိုက်ကြီးရဲ့အပေါ်ဆုံးထပ်မှာကျွန်တော်ကတော့ကျယ်ဝန်းပြီးတက်တောင့်တက်တာရှိလာတဲ့တတိထိုင်ကုန်ကြီးပေါ်မှာမိထိုင်ရင်ဘယ်ဘက်လက်ကဘော်ဒိုဝိုင်းနီခွက်ကိုကင်လို့ညာဘက်လက်ကတော့ခွက်ကိုအตาအရာလှုပ်ရမ်းရင်နေရံပေါ်ကကြီးမားလာတဲ့ TV ကိုဘာမျက်နှာအမူအရာမှမရှိပဲစိုက်ကြည့်နေကြတာပါပဲအဲ့ဒီ TV ပေါ်မှာတော့တရားမျှတမှုအကိုကြီးရဲ့လိုက်ခံတွေကရုပ်မာရိုင်းဆိုင်ပြီးရုံရှာဖွယ်ကောင်းတဲ့မျက်နှာပေးတွေကိုအချိန်နဲ့တပြေးညီလွှင့်ပေးနေပါတယ် လင်းစင်သူတို့ရဲ့လူထုကိုတွေးထိုးလှုပ်ဆော်မှုကအထွတ်အထိပ်ကိုရောက်နေပြီးတနိုင်ငံလုံးရဲ့ရေပန်းစားခေါင်းစဉ်အခု90ရဲမှာထိတ်ဆုံး9ခုရဲ့က3ခုကိုကျမတို့နေရာယူထားပါတယ်ဒါပေမဲ့အားလုံးကတော့အပြက်သဘောဆောင်တဲ့ဝေဖန်ချက်တွေကြီးပါပဲ ID ဌာနကသူတို့လိုက်လွှင့်နေတဲ့ IB လိပ်စာနဲ့ရုပ်ပိုင်းဆိုင်ရာဒီနေရာကိုအောင်အောင်မြင်မြင်နဲ့ထောက်လန်းသိနေနိုင်ခဲ့ပါပြီသူတို့ရဲ့လိုက်လွှင့်တာကိုပိတ်ချဖို့ဒါမှမဟုတ်ဗီဒီယိုကိုကြားဖြတ်ဝင်ရောက်ဖို့နေပညာပိုင်းဆိုင်ရာအစီအမံတွေကိုအချိန်မီရွေးလှုပ်ဆောင်လို့ရနေပါပြီ လင်းစင်မာကတင်အကောင့်ကြီးတွေနဲ့လူထုကိုလမ်းမအောင်တွေးထိုးပေးနေတဲ့အကောင့်တွေအားလုံးကိုတရားစွဲမဲ့ဆွဲချက်တင်လွှာတွေအဲ့ဒီအပြင်စုမြတ်နဲ့တရားမျှတမှုအကိုကြီးတို့ရဲ့ပြစ်မှုဆိုင်ရာလိမ်လည်မှုချင်းချောက်ငွေညှစ်မှုအများပြည်သူအေဂျင့်တာယာမှုကိုဖျက်ဆီးမှုစတဲ့အမှုဖွင့်တိုင်ကြားချက်တက်တေထောက်ထားအားလုံးကို yes can see အကုန်လုံးအနံပြီးပါပြီအားလုံးကလင်းစင်စီကအမင်းတခွန်းကိုပဲစောင့်နေကြတာပါ သူတို့ကိုအမြင့်ဆုံးနေရာအထိတက်ပြီးကခိုင်းလိုက်အောင်လူတန်းပေါင်းများစွာရဲ့အကြည့်အောက်မှာအထွတ်ထိပ်ရောက်တဲ့ခန်းစားချက်နဲ့သူတို့ကိုခန်းစားခွင့်ပေးလိုက်အောင်ပြီးတော့မှငါကအဲ့ဒီလေကားကိုဆွဲဖြုတ်ပေးလိုက်မယ် လိုက်လွှင့်တာကိုကြည့်တဲ့လူဦးရေဟာ10တန်းကိုကျော်လွန်သွားတဲ့အချိန်မှာတော့တရားမျှတမှုအကိုကြီးကနောက်ဆုံးပတ်စံသိမ့်မဲ့အစီအစဉ်ကိုစတင်တော့တယ် ညိုကီတို့ရေတရားစွဲဖို့အတွက်ပိုက်ဆံလိုပါတယ်စုမြတ်ခမများအခုဆိုထမင်းစားဖို့တောင်ပိုက်ဆံမရှိရှာဘူးဆေးရုံသွားပြဖို့ဆိုတာပိုတောင်ဝေးသေးတယ်ညာဘက်အောက်ခြေကလူတန်းမှုလမ်းကြောင်းကိုဖွင့်ပေးထားပါတယ်10ရွင်ဖြစ်ဖြစ်9ရွင်ဖြစ်ဖြစ်အားလုံးပဲတဲတပွင့်စီစုပေါင်းပြီးတရားမျှတမှုကိုကူညီပေးကြပါအောင် လိုက်ထဲကစူကြီးလက်ဆောင်တွေကနင်းပွင့်လိုမျိုးတဖွဲဖွဲကြလာပါတော့တယ်စုမြတ်ဟာစိတ်လှုပ်ရှားလုံးလို့သူ့ရဲ့နှက်ခမ်းတောင်းကအောင်နိုင်သူအပြုံးကိုတောင်မနှဲဖုံးကွယ်ထားရရှာပါတယ်ဒါပေမဲ့အလှည့်ပြောင်းဆိုတာကတော့ဘာအတန်မှမပေးပဲရုတ်တရက်ကြီးစိုက်ညံ့ရောက်ရှိလာခဲ့ပါတော့တယ်လိုက်တစ်ခုလုံးရဲ့ဗီဒီယိုကရုတ်တရက်ထူးဆန်းစွာနဲ့တစ်ချက်ဝေဝါးသွားခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့တရားမျှတမှုအကိုကြီးနဲ့စုမြတ်တို့ရဲ့မျက်နှာတွေကညာဘက်အောက်ခြေတောင်းလေးစီကိုအတင်းဖိညက်တွန်းပို့ခြင်းခံလိုက်ရပါတယ်ဗီဒီယိုရဲ့အလဲဗဟိုတက်တဲ့မှာတော့လင်းအုပ်စုရဲ့တရားဝင်အတိမတ်ပြုအပြာရောင်အမှန်ချစ်ပါတယ်ဓာတ်ရိုက်ထုတ်လွှင့်မှုဗီဒီယိုကြီးကကြားဖြတ်ဝင်ရောက်လာခဲ့ပါပြီကျွန်တော်ကကော်ပိုရေးဝတ်စုံကိုတိတိကျကျဝတ်ဆင်ပြီးကင်မရာရှေ့မှာထိုင်နေပါတယ်ကျွန်တော်ရဲ့နောက်ွယ်မှာတော့တကယ်ကိုထင်ရှားလွန်းလာတဲ့ကုမ္ပဏီရဲ့အမှတ်တစိမ့် logo နေရန်ကြီးရှိနေကြတာပေါ့လိုက်ထဲက comment တွေကခဏတာမင်းတက်သွားပြီးတဲ့နောက်မှာပို့ပြီးတော့ယူတူဆိုရတဲ့အထိဆဲဆိုချင်းဆဲတန်တွေပောက်ကွဲထွက်လာတော့တယ် ဟိုအရင်ရှင်ကြီးကောင်းကင်ကကြလာတယ်လို့ဝင်လာပြီးဟာဒီလောက်ထိမျက်နှာပြောင်းတိုက်ပြီးလာရှင်းလင်းရဲသေးတယ်ပေါ့ညီအကိုတို့ဆေးပစ်ကြဆန်းအကောင့်ထဲကထွက်သွားဆန်း မင်းလိုအောက်ခြေလူတန်းစားတွေကိုနှိပ်စက်တဲ့လူမိုက်အဖွဲ့စီကြီးထွက်သွားစမ်း ကျွန်တော်ပြည့်နှက်နေတဲ့ရက်ဆက်ရုပ်မှစွာဆဲဆိုတန်တွေကိုကြည့်ရင်ဒေါသတစ်ချက်မှမထွက်တဲ့အပြင်ပြုံးပြီးပြောလိုက်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်လင်းစင်ပါအားလုံးကတရားမျှတမှုအကိုကြီးရဲ့လိုက်ထဲမှာဒေါသထွက်ပြီးမကြည်မနှက်ဖြစ်နေကြတာတွေကိုကျွန်တော်အကုန်မြင်နေရပါတယ်စုမြတ်ကသူ့မှာမတရားအနိုင်ကျင့်ခံရပါတယ်လို့နှုတ်ကတဖို့ဖို့ပြောနေမှာတော့ဒီနေ့ကျွန်တော်လူတို့ရဲ့စံနာအတိုင်းအားလုံးကိုဘာဖြစ်ညက်ကမှမလုပ်ထားတဲ့အမှန်တရားကိုပြသပေးပါမယ် ပြောပြီးတာနဲ့ကျွန်တော်လက်ကိုမြောက်ပြီးဖျောက်ခနဲ့တစ်ချက်တီးလိုက်ပါတယ် live video ကချက်ချင်းပြောင်းလဲသွားပြီးအချိန်မှတ်တမ်းပါတဲ့အတန်ဖိုင်ဖွင့်စနစ်ကြီးကဗီဒီယိုတစ်ခုလုံးကိုနေရာယူသွားခဲ့တယ်ပလေးခလုတ်ကိုနှိပ်လိုက်တာနဲ့တကယ်ကိုရှင်းလင်းပြတ်သားလာတဲ့မူရင်းတန်တွေကလူတန်းပေါင်းများစွာရဲ့နှစ်ချက်ထဲမှာဟိမ့်ထွက်သွားပါတော့တယ်အဲ့ဒါကတော့လွန်ခဲ့တဲ့3ရက်ကစုမြက်ကကျွန်တော်ကုမ္ပဏီအဆောက်အုံရှိမှလာပြီးဆွဆွဲလူမိုက်လုပ်ခဲ့တဲ့မြင်ကွင်းရဲ့အတန်ဖိုင်မှာပဲအတန်ဖန်းတဲ့ပတ်ဝန်းကျင်ကအပြင်ဘက်ဖြစ်နေပေမဲ့အတန်ဖန်းစနစ်ကအထူးကောင်းမွန်လွန်းတာကြောင့်သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့အသက်ရှူတန်တွေကိုတောင်ရှင်းရှင်းလင်းလင်းကြားနေရပါတယ် နတ်စာမြစ်တာတဝက်ပဲပေးလဲရပါတယ်ရင်နွေးချမ်းငယ်တာကြမ်းတိုက်တာအိမ်သာဆေးတာအစအကုန်လုပ်ပါမယ်ကိုလင်းစင်ရဲ့စေတနာအကြီးကြီးထားပြီးညီမကိုကယ်တင်ပေးပါနော်ဟိုအကျွေးသမားလူမိုက်တွေကညီမကိုတက်ပစ်ကြလိမ့်မယ်ရှင်သာကျမကိုမကူညီရင်ကျမအွန်လိုင်းပေါ်မှာစာရီအရှိကြီးထည့်ရေးပြီးရှင်နဲ့ရှင်ကုမ္ပဏီကိုဖျက်ဆီးပစ်မယ် ဆက်လက်ပြီးတော့အတန်ဖိုင်ထဲမှာသူကအတန်ကုန်အောင်ဟစ်ပြီးအကျင့်ပြတ်တဲ့တထေးကလူကိုအကျွေးတောင်းပြီးအကြက်ကင်နေပါတယ်ဆိုတဲ့လူမိုက်ပြုမှုတွေပါဝင်နေတယ်လို့နောက်ပိုင်းကျတော့လမ်းသွားလမ်းလာတွေကသူ့ရဲ့တကယ်မျက်နှာဖုံးကိုတီးသွားပြီးဝိုင်းဝန်းအပြစ်တင်ကြတဲ့အတန်တွေနောက်ဆုံးမှာသူပြရခတ်ပြီးထွက်ပြေးသွားတဲ့ဖျို့ဖျဲခြေတံတွေအထိပါဝင်နေခဲ့ပါတယ်ဒါဟာပြီးပြည့်စုံတဲ့တက်တဲ့တစ်ခုပါပဲအားလုံးကိုချင်းချောင်းဝင်ညစ်ဖို့ကြံစီနေတဲ့လုပ်ငန်းစဉ်ကြီးကအစအဆုံးရှင်းရှင်းလင်းလင်းကြီးပေါ်လာတော့တာပါပဲလွန်ခဲ့တဲ့10စက္ကန့်တင်ကျွန်တော်ကိုအယူမူဆဲဆိုနေကြတဲ့ comment တွေကချက်ချင်းပဲထူးဆန်းစွာနဲ့တေးလူလိုတိတ်ဆိတ်သွားခဲ့ရပါတယ်10စက္ကန့်လောက်ထိတယောက်မှ comment မရေးကြတော့ပါဘူးတရားမျှတမှုအကိုကြီးရဲ့မျက်နှာပေါ်ကဖြောက်မှတ်ဟန်ဆောင်ထားတဲ့အမူအရာကချက်ချင်းအေးခဲသွားခဲ့ပါပြီသူတရေမြင်လိုက်ရတယ်လို့မျိုးခေါင်းကိုဖြည်းဖြည်းချင်းလှည့်ပြီးစုမြက်ကိုစိုက်ကြည့်မိပါတယ်စုမြက်ကတော့မိုးကြိုးပစ်ခံလိုက်ရတယ်လို့ပဲမျက်နှာတစ်ခုလုံးစက်ကူလိုဖြူရော်သွားပြီးတကူလုံးလဲတုံရီနေပါတော့တယ်နှက်ခမ်းတွေတုံရီလုံးလို့အတန်တစ်ချက်တောင်ထွက်မလာတော့ပါဘူးဒီလိုတေးလူလိုငိမ့်သက်သွားပြီးတဲ့နောက်မှာတော့နျူကလ িয়ার ဘုံပောက်ကွဲလိုက်တယ်လို့မျိုးပြင်းထန်တဲ့ဝေဖန်မှုတုံ့ပြန်ချက်တွေကဝုန်းကနေပြန်တက်လာပါတော့တယ် ချင်းချောင်းဝင်ညစ်ဖို့ကြံစီမှုကြီးပါလား ဒါကသူကိုယ်တိုင်တထေးကြီးစီသွားပြီးအလုတ်တောင်းရင်ချင်းချောက်ရတာမဟုတ်ဘူးလား ဘယ်ကလူမိုက်တွေကလာရိုက်တာလဲသူ့ကိုယ်ပေါ်ကဒဏ်ရာတွေကအွန်လိုင်းအကျွေးတောင်းတဲ့လူတွေရိုက်ထားတာဖြစ်လိမ့်မယ်အခုမှလင်းစင်ကောင်းပေါ်လာပြီးမတရားဆွဆွဲတာပေါ့ အားလုံးပဲမလောကြပါနဲ့အောင်ဒါကအမြင့်ပဲရှိသေးတယ် ကျွန်တော်ကထပ်ပြောလိုက်ပါတယ် ဒါကတော့လွန်ခဲ့တဲ့တစ်နှစ်ကပြဿနာဖြစ်ပြီးရဲ့နောက်ကျွန်တော်နေလန်းပေါင်းစုံနဲ့အားစိုက်ထုတ်ပြီးမှတက်ကတော့ကျောင်းတကားဝါကဘေးပတ်ဝန်းကျင်ဆိုင်ကန်းတွေစီကနေရရှိခဲ့တဲ့ CCTV ရဲ့မူရင်းဗီဒီယိုဖိုင်ဖြစ်ပါတယ် တနိုင်ငံလုံးကလူတန်းပေါင်းများစွာရဲ့မျက်လုံးတွေအောက်က CCTV ဗီဒီယိုထဲမှာလွန်ခဲ့တဲ့တစ်နှစ်ကစုမြတ်ဟာမောက်မာရိုင်းဆိုင်စွာနဲ့မျက်လုံးကိုအပေါ်ပင့်တင်ပြီးမျက်မှောင်ကျုပ်ပြနေခဲ့တယ် အဲ့ဒီရွှန်9000ကကျမအတွက်လူတော်တိုးမဲ့အဝတ်စားနှစ်ထည်ဝယ်ဖို့တောင်မလောက်ဘူး အဲ့လိုပြောပြီးတာနဲ့သူကိုယ်တိုင်အယူတယောက်လိုသူ့စပင်တွေကိုစက်တိုက်ဖြစ်အောင်ဆွဲဖော်ပစ်လိုက်ပါတယ်ပြီးတော့ဝတ်ထားတဲ့အင်ဂျီကော်လန်ကိုအားနဲ့ဆွဲဖျက်ပစ်လိုက်ပြီးမြေကြီးပေါ်ထိုင်ချလိုက်တော့ပါပဲအဲ့ဒီနောက်ဝက်တက်တလို့ဆူဆူဝါဝါအော်ဟစ်လိုက်တာက သူပါပဲရှင်
online ပေါ်ကပရာဟိတအတုလုပ်တဲ့လူယုံမာကသူပါပဲသူကကျမကိုစိတ်ပိုင်းဆိုင်ရာအရာလှည့်စားယုံတယ်မကဘူးအခုကြောင်းထိလိုက်လာပြီးကျမကိုမတရားကျင့်ဖို့ကြံစီနေတာ တကယ်လို့ပေါ့ပထမဆုံးပြခဲ့တဲ့အတန်ဖိုင်ကလူတွေကိုအံ့ဩမြင်တက်သွားစေတယ်ဆိုရင်အခုဒုတိယမြောက်ပြလိုက်တဲ့ CCTV ဗီဒီယိုက online အသုံးပြုသူလူထုတရက်လုံးရဲ့ဉာဏ်ပညာကိုမြေကြီးပေါ်ချနေပြီးမျက်နှာကိုအားနဲ့ပုတ်တိုက်စော်ကားလိုက်တယ်လို့ပါပဲ အဝတ်အစားတွေကိုသူကိုယ်တိုင်လက်နဲ့ဆွဲဖြည့်ပစ်တာပါလားလုံးဝလမ်းထွက်သွားတာပဲ အကယ်ဒမီရလောက်တဲ့တရုပ်ဆောင်ချက်ပဲလှည့်ပတ်လုံးနေလိုက်တာ တို့တွေအားလုံးသူ့ရဲ့လက်နက်အဖြစ်အသုံးချခံလိုက်ရတာပဲ သူတို့ကိုအသက်ရှူခွင့်လုံးဝမပေးပဲတတိယမြောက်အသက်ပြောက်စေမဲ့ပြစ်ချက်ကချက်ချင်းပဲထွက်ပေါ်လာပြန်ပါတယ်ဗီဒီယိုတစ်ခုလုံးမှာ WeChat ကစကားပြောစာတူမှတ်တမ်းတော်တွေနဲ့ဒဏ်ရဲ့ငွေလွှဲဆက်ရင်မှတ်တမ်းအသေးစိတ်တွေကမိုးတက်မုန်တိုင်းလိုမျိုးစက်တိုက်ကြရောက်လာခဲ့ပါတယ်ပုံတိုင်းမှာနာမည်ရင်းနဲ့အတီးပြုထားတာဖြစ်ပြီးငွေလွှဲမှုတိုင်းကလည်းပြားစိတ်ထိတိကျနေခဲ့ပါတယ်အဲ့ဒီပုံတွေထဲမှာစုမြက်ရဲ့လောဘဇောတက်နေတဲ့မျက်နှာဖုံးကပုံအောင်စရာမရှိအောင်ပေါ်ထွက်လာတော့တာပါပဲ ကိုလင်းစင်ကျောင်းကအခန်းခေါ်တွေတုံးနေတာအကုန်လုံးကရှာနေတဲ့စိတ်အိတ်တွေကြီးပဲကျမကဒီလိုအိတ်ဆုပ်ကြီးလွယ်ထားရတာအရန်တိတ်ခါကြဖို့ကောင်းတယ်ကျမကိုပတ်စံတောင်းတန်းလောက်ထက်လွဲပေးပါအောင်လာတိုင်းရွမ်9000ပေးတာကဘာလို့ဖို့လောက်မှလဲကျမဘာကိုသွားပြီးပျော်ပါလိုက်တာနဲ့တင်ခဏလေးနဲ့ကုန်သွားတာပဲကိုဒီ1000ကျော်တန်း iPhone မှမတုံးရရင်ရှင်ကဖုန်းတစ်လုံး4000ဝယ်မပေးချင်ဘူးတကယ်ကစီးနေကြီးပဲ 6နှစ်တိုင်ထောက်ပံ့ခဲ့မှုတိတ်နဲ့ချီတဲ့ငွေလွှဲမှတ်တမ်းတော်တွေရဲ့အဆုံးသတ်မှာရရှိလာတာကကျေးဇူးတိတက်မှုမဟုတ်ပဲကျွေးဟောင်းတောင်းတလို့မောက်မာရိုင်းဆိုင်မှုတွေနဲ့အလိုရမှမပြည့်နိုင်လို့ညှင်းပယ်ခံရတဲ့အခါအယူမှုကလေးစားချင်မှုတွေပဲဖြစ်နေခဲ့ပါတယ်ဒီတစ်ချိန်မှာတော့လိုက်ထဲကလူဦးရေတန်းချီတဲ့ online အသုံးပြုသူတွေဟာလုံးဝပောက်ကွဲသွားကြပါပြီတာမန်လူတွေကတလပတ်လုံးတေးလို့မတက်ပင်ပန်းပန်းအလုပ်လုံးမှရွှေငွေ4-5000ပဲရတဲ့ဒီလူဖွဲ့စည်းမှာလာတိုင်းထောက်ပံ့ကြေး9000ရနေတာကိုတော့နေသေးတယ်လို့ညီးတွားပြီးအဆက်ဖွင့်လိုက်တာနဲ့တောင်းကနန်းတန်စိန်ကံပစ္စည်းတွေတောင်းနေတဲ့အပြင်တောင်းတာမရလို့ကျေးဇူးရှင်ကိုပါလောက်ကြံဖြစ်စီဖြစ်တဲ့ဒီလိုကျေးဇူးကမ်းတဲ့စုမြတ်ရဲ့လောက်ရက်ကလူတိုင်းရဲ့စိတ်ခံစားမှုကိုတက်တက်ကြီးသွားနေမိလိုက်ပြီလေလူထုရဲ့တံပြန်ပောက်ကွဲလာတဲ့ဒေါသတွေကအလင်းရဲ့အရှိန်နဲ့ကြီးမားလာတဲ့လှိုင်းလုံးကြီးတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ် တလ9000ရတာကိုစင်းရဲသေးတယ်လို့ပြောတယ်ဟုတ်လားငါတလလုံးတေအောင်ရုံးမှ4500ပဲရတာတကယ်ဆက်ဆုပ်ဖို့ကောင်းတဲ့လူလိန် ကျေးဇူးကန်းတဲ့တိရစ္ဆာန်ထက်မိုက်တဲ့ကောင်မလေးပါလား ကိုလင်းစင်တောင်းပန်ပါတယ်ဗျကျွန်တော်မျက်စိကန်းခဲ့လို့အရင်တုန်းကသူ့ရဲ့စကားတွေကိုယုံမိခဲ့တာပါ ပိုက်ဆံတွေပြန်နှောင်းကြဆန်းသူတို့ကောင်းတွေကိုလုံးဝဗန်းပစ်ကြဆန်း လိုက်ထဲမှာကျွန်တော်ကိုဆဲဆိုနေတဲ့ကွန်မန့်တွေအားလုံးလုံးဝပြောက်ကွယ်သွားပြီးအဲ့ဒီနေရာမှာစုမြတ်နဲ့တရားမျှတမှုအကူကြီးတို့ကိုအရှင်လက်လက်ဝါမျိုးပြစ်မတက်ဒေါသတကြီးဆဲဆိုတန်တွေအစားထိုးဝင်ရောက်လာခဲ့ပါတယ်ကျွန်တော်ကင်မရာရှိမှထိုင်ရင်ဗီဒီယိုအကွက်သေးလေးထဲမှာထိုင်ကုန်ပေါ်ခွေကျသွားပြီးငိုတော်မငိုနိုင်တော့တဲ့စုမြတ်နဲ့ရေနွေးပူမိတဲ့ပရွက်စိတ်တစ်ကောင်လိုပြာရခတ်ပြီးလိုက်လံရှင်းလင်းဖို့စူးစမ်းနေတဲ့တရားမျှတမှုအကူကြီးတို့ကိုစိုက်ကြည့်နေမိပါတယ်ကျွန်တော်ရဲ့နှက်ခမ်းတောက်မှာတော့ဘာပူအေးမှမရှိတဲ့လှောင်ပြုံးတစ်ခုပေါ်လာခဲ့ပါတယ်ဂလက်စားချေချင်းကအခုမှစတင်ရုံပဲရှိသေးတာလေလူတန်းပေါင်းများစွာရဲ့အကြည့်အောက်မှာတရားမျှတမှုအကူကြီးရဲ့လိုက်လွှင့်မှုကအခြေအနေဆိုးသွားခဲ့ပါပြီလူတိုင်းက ပိုက်ဆံပြန်ပေး လူလိန်ကောင်အကောင့်ပိတ်ဆန် အဆာသားတွေကဓာတ်သွားတွေလိုမျိုးတရားမျှတမှုအကူကြီးရဲ့ဖြောင်းမဟန်ဆောင်ထားတဲ့မျက်နှာကိုတလက်စီထိုးဆိုင်နေခဲ့ပါတယ်။သူနှစ်ပေါင်းများစွာပင်ပန်းခံတိဆောက်ထားတဲ့ follower တန်းချီရှိတဲ့အကောင့်ကြီးကဒီနေ့ညမှာဘဝပြတ်တော့မယ်ဆိုတာသိလိုက်ရတဲ့အခါတရားမျှတမှုအကူကြီးတကယ်ပဲပြာရခတ်သွားပါတော့တယ်။သူ့ရဲ့မျက်ဝန်းတွေကစက္ကန့်ပိုင်းတွင်းမှာရက်ဆက်ရုံမာတဲ့အယောင်တွေဖြစ်ပြောင်းလဲသွားပြီးခေါင်းကိုဖြတ်ခနဲ့လှဲ့လို့ဘေးမှာတုံရင်နေတဲ့စုမြက်ကိုစိုက်ကြည့်လိုက်ပါတယ်။တရားမျှတမှုအကူကြီးကသူ့လက်မောင်းကိုအားနဲ့လွှဲပြီးပတ်တီးမကတ်ထားတဲ့စုမြက်ရဲ့ပါးတစ်ဖက်စီကိုအားရပါးရဝုန်းကနေဖျက်ရိုက်ချလိုက်တော့တာပါပဲ။စုမြက်ဟာအဲ့ဒီပြင်းထန်တဲ့အရှိန်ကြောင့်လွင့်ထွက်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့တရားမျှတမှုအကူကြီးကကင်မရာကိုကြည့်ပြီးရင်ဘက်ကိုတဒုံဒုံထုလို့ ညီကိုတို့ရေကျွန်တော်အလိန်ခံရတာပါကျွန်တော်ကိုယ်တိုင်လည်းတားကောင်ဖြစ်သွားရတာပါဒီမိန်းမလူလိန်ကကျွန်တော်စီလာပြီးတက်တဲ့အတူတွေပြပြီးတော့ငိုယိုပြီးသူ့အတွက်တရားမျှတမှုရှာပေးပါဆိုလို့ကျွန်တော်ကစိတ်ပြော့ပြီးတရားမျှတမှုကိုမျက်နှိုးလုံးလို့ပဲသူ့ရဲ့အလိန်ညာတွေကြောင့်မျက်စိကွယ်ပြီးကိုလင်းစင်အပေါ်အထင်လွဲခဲ့တာပါကိုလင်းစင်ခင်ဗျာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအတုံးချခြင်းကိုခံလိုက်ရတာပါဗျာ တရားမျှတမှုအကိုကြီးအကယ်ဒမီစုလိုချင်နေတာထင်တယ်မင်းကိုမင်းတကယ်ပဲအလိန်ခံလိုက်ရတယ်စေတနာရှင်ကြီးတယောက်လိုဟန်ဆောင်ပြီးအပြစ်မရှိပဲလွတ်မြောက်သွားနိုင်မယ်လို့ထင်နေတာလားလွန်ခဲ့တဲ့အောက်တိုဘာလတုန်းကမင်းတို့နှစ်ယောက်ကလိုင်းပေါ်မှာဗျူရဖို့အတွက်တခါတည်းသဘောတူညီချက်ရသွားပြီးရရှိလာတဲ့အကျိုးမြတ်ကို9ပုံစီခွဲယူမယ်ဆိုတဲ့ပူပေါင်းဆောင်ရွက်မှုစာချုပ်ကိုချုပ်ဆိုခဲ့ကြတယ်ပြီးတော့နှစ်ယောက်လုံးပူပေါင်းပြီးငါ့ကိုလှုပ်ကြံပုတ်ခတ်ခဲ့ကြတာပဲအဲ့ဒီနောက်ပိုင်းចောင်းတကားဝါကဗီဒီယိုကိုလည်းမင်းကိုယ်တိုင်နောက်ွယ်ကစီမံပြီးအတန်တွေကိုရည်ရွယ်ချက်ရှိဖြတ်တောက်တာလူတို့ကိုတွေးထိုးလုံးစော်မဲ့စာသားတွေကိုထည့်သွင်းခဲ့တာမဟုတ်ဘူးလားလွန်ခဲ့တဲ့3ရက်ကစုမြက်ကငါ့ကိုချင်းချောင်းဝင်ညစ်တာမအောင်မြင်လို့မင်းစီထက်သွားတဲ့အချိန်မှာသူလိန်ပြောနေရဲဆိုတာမင်းကောင်းကောင်းကြီးသိနေတာတောင်သူ့ကိုတရုတ်ဆောင်ခအဖြစ်ရုံငွေ1000ထပ်ပေးခဲ့သေးတယ်ပြီးခဲ့တဲ့2ရက်အတွင်းမှာတင်မင်းပလက်ဖောင်း6ခုမှာအကောင့်တူပေါင်း9000ကိုဝယ်ယူဖို့အတွက်ငွေ3သိန်းတိတိအကုန်ကြခံပြီးသတင်းတွေကိုယူသွတ်စွာဖြန့်ဝေခိုင်းခဲ့တယ်လေဘာလဲမင်းပိုက်ဆံပေးပြီးအကောင့်တူတွေနဲ့ကောလာဟာလာဖြတ်နေတဲ့အချိန်တုန်းကကောမင်းကပဲအလိန်ခံရတဲ့သူဖြစ်နေတော့ပဲလားကို့အတန်ကိုပြန်နှားထောင်လိုက်အောင် ဒီတစ်ခေါက်လင်းစင်ကိုတေတွင်းထဲအထိအိုးမဲဆုံးအောင်လုပ်ပစ်စမ်းအကျင့်ပြတ်ချင်းချောက်မှုဆိုတဲ့ခေါင်းစဉ်ကိုထိတ်ဆုံးရောက်အောင်တွန်းတင်ပစ်စမ်းပိုက်ဆံကပစ်နာမဟုတ်ဘူးဒီနေ့ညလိုက်ကပြန်ရမယ့်လက်ဆောင်တွေနဲ့တင်အရင်ထက်10ဆလောက်ပြန်ရနိုင်တယ် တကယ်တမဏိတက်တွေရှိမှရှိနေတာကြောင့်လွန်ခဲ့တဲ့10မိနစ်တည်းအပြစ်မရှိတယ်လို့ဟန်ဆောင်နေတဲ့တရားမျှတမှုအကူကြီးဟာအခုချိန်မှာတော့လက်ချောင်းနဲ့မျက်နှာကကြက်သားတွေအယူမှုတုံရီလာပြီးစကားတစ်လုံးမှထွက်မလာတော့ပါဘူးလိုက်ထဲကကွန်မန့်တွေကတော့လုံးဝရင်နွေးအိုးစူပွက်တယ်လို့ပောက်ကွဲကုန်ကြပါပြီ ဒါလားမင်းပြောတဲ့တရားမျှတမှုဆိုတာမင်းမျက်စိထဲမှာတရားမျှတမှုဆိုတာစီးပွားရေးတက်တက်ဖြစ်နေတာပေါ့တကယ်ကိုယုံစရာကောင်းလုံးတယ် follower နဲ့ view ရဖို့အတွက်လူတစ်ယောက်ကိုတောင်ဖျက်ဆီးပြစ်ရဲတယ်ပေါ့ဒီလိုလူမျိုးထောင်ထဲဝင်ပြီးဆက်ချုပ်ရမယ်ထောင်ကြရမယ်မဟုတ်ရင်လောကမှာတရားဥပဒေမရှိတော့ဘူး ကိုလင်းစင်ကတကယ့်ကိုလမ်းနေဗျမိုးကြိုးလက်နက်နဲ့တဲ့ကြီးထိုးချလိုက်တာဒီနေ့ညတော့အဲ့ဒီနှစ်ကောင်ထဲကဘယ်သူမှပြေးလို့လွတ်မှာမဟုတ်တော့ဘူး အဲ့ဒီအချိန်မှာပဲတရားမျှတမှုအကူကြီးလိုက်လွှင့်နေတဲ့အ
အခန်းတကားအပြင်ဘက်ကရုတ်တရက်ကြမ်းတမ်းလာတဲ့တကားထုတန်တွေထွက်ပေါ်လာပါတော့တယ်ဒုံဆိုတဲ့ကျေလောင်လာတဲ့အတန်ကြီးနဲ့အတူလိုက်လွှင့်နေတဲ့အခန်းရဲ့တိတိကျကျပိတ်ထားတဲ့တကားကြီးဟာအပြင်ကနေအားနဲ့အတင်းရိုက်ချိုးဖွင့်ခြင်းခံလိုက်ရပြီးလက်နက်အပြည့်စုံတက်ဆင်ထားတဲ့ရဲတပ်ဖွဲ့ဝင်အချို့ကခြေလမ်းကျဲကြီးတွေနဲ့တိုးဝင်လာကြပါတော့တယ်အွန်လိုင်းပေါ်ကလူဦးရေတန်းတစ်ထောင်ကျော်ရဲ့မျက်မှောက်မှာလည်းရဲတွေကလက်ထိပ်တွေကိုအမျှတာမရှိပဲတရားမျှတမှုအကူကြီးနဲ့စုမြတ်တို့ရဲ့လက်ကဝတ်တွေစီကိုခတ်လိုက်ကြပါပြီ ကျွန်တော်တို့လင်းစင်စီကအမှုဖွင့်တိုင်ကြားချက်ရရှိထားပါတယ်။မင်းတို့ဟာချင်းချောက်ငွေညစ်မှုအများပြည်သူအေဂျင့်တာယာမှုကိုဖျက်ဆီးမှုနဲ့ကြီးမားတဲ့ online ပုတ်ခတ်စော်ကားမှုတွေနဲ့တန်တရားရှိခံထားရတာကြောင့်အခုဥပဒေအရလာရောက်ဖမ်းဆီးတာဝန်ယူရမှာဖြစ်ပါတယ်။ပြောစရာစကားရှိရင်ရဲစခန်းရောက်မှပဲကျွန်တော်တို့နဲ့အေးအေးဆေးဆေးဆက်ပြောတော့ကဲခေါ်သွားကြစမ်း သူတို့နှစ်ယောက်အပြင်ဘက်ကိုခွေးတခိုးလိုမျိုးအတင်းဆွဲထုတ်ခံလိုက်ရပြီးတနာစရာကောင်းလာတဲ့ကြောပြင်တွေကိုကြည့်ရင်ကျွန်တော်ကတော့ဝစ်စုံရဲ့လက်မောင်းနားတက်တွေကိုတိတိကျကျပြန်လည်ပြင်ဆင်လိုက်ပြီးကင်မရာကိုတက်တက်စိုက်ကြည့်လိုက်ပါတယ် ကျွန်တော်လင်းစင်ယုံကြည်တာကကျေးဇူးနဲ့ရန်ကြွေးကိုပြက်ပြက်သားသားခွဲကြတာပဲတစ်ချိန်ကကျွန်တော်ကိုကူညီခဲ့ဘူးတဲ့သူတွေကိုတော့ကျွန်တော်ရေတွင်းရေကန်လိုမျိုးအစပေါင်းများစွာပြန်လည်ပေးဆက်မှာဖြစ်ပေမဲ့ကျွန်တော်ရဲ့အသွေးသားတွေကိုနင်းချပြီးသူတစ်ပါးရဲ့အနစ်နာခံမှုကိုအမျက်ထုတ်ဖို့ကြံစီနေတဲ့သူတွေကိုတော့ကျွန်တော်လုံးဝအလိုလိုက်မှာမဟုတ်ပါဘူးကျွန်တော်တို့ကုမ္ပဏီအနေနဲ့ကောလာဟာလာဖြန့်ဝေရမှာပါဝင်ခဲ့တဲ့ blogger ကြီးတွေမားကတ်တင်းကောင်းတွေနဲ့ online ပေါ်မှာလူထုကိုဥဆောင်ပြီးဆဲဆိုခဲ့တဲ့အဓိကတရားခံတွေအားလုံးကိုအရက်ပက်ရောပြစ်မှုဆိုင်ရာပါနှစ်မျိုးလုံးနဲ့တရားဝင်အမှုဖွင့်တရားစွဲဆိုလိုက်ပါပြီကျွန်တော်ရဲ့ရှေ့နေဖွဲ့မှာရန်ပုံငွေအလုံးလောက်ရှိနေတာကြောင့်ဘလို့ပုံစံနဲ့မဆိုတရားရုံးပြင်ပစစ်ဆက်ညှိနှိုင်းမှုကိုလုံးဝလက်ခံမှာမဟုတ်ပါဘူးကျွန်တော်ပိုင်ဆိုင်သမျှအကုန်ဆုံးရှုံးသွားပါစေအောင်တော့ဒီအမှုကိုအဆုံးထိတရားရင်ဆိုင်သွားမှာဖြစ်ပြီးမင်းတို့အားလုံးကိုတရားမှကြံထောင်ထဲကိုပို့ပြမှာပါ ဗီဒီယိုလိုက်လွှင့်မှုချက်ချင်းပိတ်သွားခဲ့ပါပြီ။ online လူထုတရက်လုံးအတွက်ခြံထားခဲ့တာကတော့အဆုံးမရှိတဲ့ထိတ်လန့်တုန်လှုပ်မှုနဲ့အမြင့်ဆုံးအဆင့်ကျင်းတဲ့အားရမှုတွေပဲဖြစ်နေပါတော့တယ်။၃လကြာပြီးတဲ့နောက်တရားရုံးမှာတရားခွင့်ရဲ့အများပြည်သူနားထောင်တဲ့ထိုင်ကုန်နေရာတွေမှာလူတွေအပြည့်နဲ့နေရာလွတ်တောင်မရှိတော့ပါဘူး။ပင်မမီဒီယာကြီးအချို့ရဲ့ကင်မရာကြီးတွေအတန်ဖန်းဆက်ကြီးတွေကိုလည်းနောက်ွယ်မှာအဆင့်သင့်တက်ဆင်ထားကြပါတယ်။လူတိုင်းကအသက်ကိုခက်မှန်မှန်ရှူရင်း online တစ်ခုလုံးကိုလှုပ်ခတ်စေခဲ့တဲ့ဒီမှုရဲ့စီရင်ချက်ကိုအာရုံစိုက်ဆောင်ကြည့်နေကြပါတယ်။ကျွန်တော်ကတော့အနက်ရောင်ဝစ်စုံကိုတေးသေးချာချာဝစ်ဆင်ပြီးဗာမျက်နှာအမူအရာမှမရှိပဲတရက်လိုခုံပုံမှာထိုင်နေခဲ့ပါတယ်။ကျွန်တော်နဲ့မီတာနှဲငယ်ပဲကွာဝေးတဲ့တရက်ခံကုန်နေရာမှာတော့ရုပ်ပြက်စင်ပြက်နဲ့ခန္ဓာကိုယ်တွေခြောက်ကပ်နေတဲ့စုမြက်နဲ့စပင်းတွေအများကြီးဖြူသွားခဲ့တဲ့တရားမျှတမှုအကူကြီးတို့ရှိနေကြပါတယ်။၃လအကြာအချုပ်ခန်းတွင်ရှင်တန်မှုကစုမြက်ကိုလုံးဝလူယုံမပေါက်အောင်ပြောင်းလဲပစ်လိုက်ပါပြီ။သူတစ်ချိန်ကအရန်ကုန်ယူခဲ့တဲ့အဲ့ဒီမျက်နှာလေးကအခုချိန်မှာတော့ဖျောင်းလိုမျိုးဝါကျင်ကျင်နဲ့ခြောက်သွေ့နေပြီးမျက်ဝန်းတွေကလည်းကြောက်လန့်နေတဲ့ကြွက်တကောင်လိုမျိုးဟိုဟိုဒီဒီလျှောက်ပြေးတွန်းဆုပ်နေခဲ့ရပါတယ်။အရင်တုန်းကရှိခဲ့တဲ့မောက်မာတိုင်းဆိုင်တဲ့အမူအရာတွေကိုဘလို့မှမတွေ့ရတော့ပါဘူး လေးစားအပ်ပါတော့တရားသူကြီးမင်းခင်ဗျာ ။စုမြတ်အတွက်လိုက်ပါဆောင်ရွက်ပေးမဲ့ရှိနေကထားရက်လိုက်ပြီးသူ့ရဲ့မျက်မှန်ကိုအသားအရပစ်တင်လိုက်ရင်နောက်ဆုံးတေလူမတက်ရုံးကန်မှုကိုစတင်ဖို့ကြိုးစားပါတော့တယ် ကျွန်တော်ရဲ့အမှုတဲ့စုမြတ်ဟာအရန်ကိုဝေးလံခေါင်တီးပြီးနောက်ကျကြံရစ်တဲ့စင်းရဲလုံးနဲ့တောင်ပေါ်ဒေသကလာခဲ့တာဖြစ်ပါတယ်မိသားစုရဲ့ယောက်ျားလေးကိုပဲအလေးပေးပြီးမိန်းကလေးကိုနှိမ်ချတဲ့အခြေအနေတွေကြောင့်သူ့မှာရေရှည်အတွက်မိမိကိုယုံကြည်မှုလုံးဝမရှိခြင်းနဲ့လုံခြုံမှုမရှိခြင်းဆိုတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဖြစ်ပေါ်နေခဲ့ရပါတယ်အခုတရားဝင်စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေရဲ့စစ်ဆေးချက်အရသူဟာအမှုဖြစ်ပွားနေတဲ့အချိန်အတွင်းမှာအလဲလက်အဆင့်စိတ်တက်ကြယောဂနဲ့ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးဝေဒနာတွေကိုခံစားနေရတာဖြစ်ပါတယ်သူကအခုလိုမျိုးလင်းစင်အပေါ်ကြိုးကြောင်းစီရောမှုမရှိတဲ့တောင်းဆိုမှုတွေလုပ်ခဲ့ရတာဟာလဲဆင်းရဲတဲ့ចောင်းသူလေးတစ်ယောက်မြို့ပြကြီးကိုရောက်လာတဲ့အခါဖြစ်ပေါ်လာတဲ့ကြီးမားလာတဲ့ကွာခြားချက်တွေကြောင့်စိတ်ပိုင်းဆိုင်ရာတွေလွဲချော်ပျက်စီးသွားလို့ပဲဖြစ်ပါတယ်သူ့ရဲ့ရည်ရွယ်ချက်အရင်ခံကချင်းချောက်ငွေညစ်ဖို့မဟုတ်ပါဘူးဘောဝအတွက်နောက်ဆုံးအသက်ကယ်တုံးလေးကိုလမ်းဆွဲမိယုံတတ်တာဖြစ်ပါတယ်သူ့ရဲ့အသက်အရွယ်ကလည်းငယ်ရွယ်သေးတာဖြစ်ပြီးအားနည်းတဲ့လူဒန်းစားထဲမှာပါဝင်နေတာကြောင့်တရားရုံးတော်အနေနဲ့ဒါဟာသူ့ရဲ့ပထမဆုံးအကြိမ်ပြစ်မှုကျူးလွန်ခြင်းဖြစ်တာကိုထောက်ထားပြီးပြည်တံကိုရှော့ပေါ့စီရင်ပေးပါရန်အတနာခံအပ်ပါတယ်ခင်ဗျာ ဟက်ကောင်းလိုက်တဲ့စိတ်ပိုင်းဆိုင်ရာလွဲချော်ပျက်စီးမှုကောင်းလိုက်တဲ့အားနည်းတဲ့လူဒန်းစားလို့ကျွန်တော်ကစိတ်ထဲကနေလှောင်ရလိုက်ပြီးဘေးနားကကျွန်တော်ရဲ့အဓိကရှင်းနေကြီးစီကိုမျက်ရည်တစ်ချက်ပြလိုက်ပါတယ်ကျွန်တော်ရဲ့ရှင်းနေကချက်ချင်းဝန်းကနေထားရက်လိုက်ပြီးပြောပါတော့တယ် ကန့်ကွက်ပါတယ်တရားသူကြီးမင်းခင်ဗျာတစ်ဖက်တရားခံရဲ့ရှေ့နေဟာအမှုတဲ့ရဲ့အလွန်အမင်းလောဘဇောတက်မှုနဲ့ဥပဒေကိုတည်ရနဲ့ကျူးလွန်ခဲ့တဲ့တကယ်အနှစ်သာရကိုဖုံးကွယ်ဖို့အတွက်မိသားစုနောက်ခံအခြေအနေတွေနဲ့အားနည်းတဲ့လူဒန်းစားဆိုတဲ့ခေါင်းစဉ်တွေကိုအသုံးချပြီးလှည့်စားဖို့စ조사နေတာဖြစ်ပါတယ်တရားသူကြီးမင်းခင်ဗျာတရားလိုဘက်ကတင်ပြထားတဲ့နံပါတ်36နောက်ဆက်တွဲတက်တဲ့အထောက်အထားကိုကြည့်ရှုပေးပါရန်တောင်းဆိုအပ်ပါတယ်ဒါကတော့လွန်ခဲ့တဲ့တစ်နှစ်ကတရားခံစုမြတ်ဟာ online blogger ကြီးတွေနဲ့ပူးပေါင်းပြီးကျွန်တော်ရဲ့အမှုတဲ့အပေါ်ကောလာဟာလာဖြန့်ဝေပြီးတဲ့နောက်ရရှိလာတဲ့ online လူကြည့်နှုန်းတွေကနေငွေကြေးအဖြစ်ပြောင်းလဲပြီးဖြုံးတီးပြီးခဲ့တဲ့ငွေစည်ရင်းမှတ်တမ်းအသေးစိတ်ဖြစ်ပါတယ်ဒီအတော်အတွင်းမှာသူဟာမြို့လေခေါင်ကအဆင့်မြင့်ဘားတွေကိုအမြဲတမ်းဝင်ထွက်သွားလာခဲ့ပြီးတခါသုံးဆွဲရင်အနည်းဆုံးငွေကြေးတောင်းကနန်းအထက်ရှိခဲ့တဲ့အပြင်တန်မိုးကြီးဇင်ခံအိတ်သုံးလုံးကိုပါဝယ်ယူခဲ့ပါတယ်ဒါတင်မကသေးပါဘူးသူဟာကျောင်းတွင်းမှာငွေမြောက်အများအကုန်ကြခံပြီးသူ့ကိုစားစာမေးပွဲဝင်ဖြေပေးမဲ့သူကိုရှာဖွေခဲ့ပြီးတက္ကသိုလ်ရဲ့အဆုံးသက်စာမေးပွဲကိုပါလူစားထိုးဖြေဆိုဖို့ကြံစီခဲ့ပါသေးတယ်တရားခံရဲ့ရှေ့နေကိုကျွန်တော်မေးပါရစေဒါဟာမိမိကိုယုံကြည်မှုလုံးဝမရှိပဲလုံခြုံမှုကင်းမဲ့နေတဲ့စိတ်ကျန်းမာရေးဝေဒနာရှင်တစ်ယောက်လုံးမဲ့လောက်ရက်လားခင်ဗျာသူဟာတရားလိုလင်းစင်ကိုအမျက်ထုတ်ပြီးရယူလာတဲ့မတရားအကျိုးမြတ်တွေနဲ့ပျော်ပါးတောက်စားမှုရှိနေခဲ့တဲ့အချိန်တုန်းကတော့ဘာလို့မိမိကိုဆင်းရဲတဲ့ចောင်းသူလေးပါဆိုတာမစင်စားခဲ့တာလဲသူကကျွန်တော်ရဲ့အမှုတဲ့ကိုဘဝပြတ်ပြီးတိုက်ပေါ်ကခုံချသေးလူနီးပါးဖြစ်အောင်တွန်းပို့ခဲ့တဲ့အချိန်တုန်းကကောဘာလို့မိမိကိုအားနေတဲ့လူဒန်းစားပါလို့မတွေးခဲ့တာလဲကျွန်တော်ဘက်ကရှေ့နေရဲ့တစ်ချက်ချင်းစီစက်တိုက်ဖိအားပေးမေးမြန်းမှုတွေကြောင့်တရားခံဘက်ကရှေ့နေခါများစကားတလုံးမှပြန်မပြောနိုင်တော့ပဲအရှက်ရစွာနဲ့ပြန်ထိုင်ပြီးချွေးတုပ်နေုံပဲတက်နိုင်ပါတော့တယ်တရားခွင်ရဲ့နားထောင်သူထိုင်ကုန်တန်းတွေစီကနေလည်းမအောင်နိုင်ပဲဝိုင်းဝန်းနှိမ်ချလောင်ပြောင်းတဲ့အတန်တွေတစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာပါတော့တယ်တန်မဏိတက်သေးတွေကတောင်လိုပုံနေတာကြောင့်ဘလို့မှငင်းကွယ်လို့မရတော့ပါဘူးတရားသူကြီးကတရားခွင်တူတူတန်ကိုတဒုံဒုံနဲ့ခောက်လိုက်ပြီးတရားခွင်တစ်ခုလုံးတိတ်ဆိတ်သွားစေခဲ့ပါတယ်
အခုစီရင်ချက်ချမှတ်ပါမယ်တရားခံစုမြတ်နှင့်တရားခံကြောက်ဖိန်အမည်ရှိသူ online နာမည်တရားမျှတမှုအကိုကြီးသည်မတရားတဲ့အကျိုးမြတ်တွေကိုရယူရန်အတွက်အမှန်တရားကိုရည်ရွယ်ချက်ရှိလှုပ်ကြံဖန်တီးခဲ့ပြီးသူတစ်ပါးကိုမတမာတဲ့စိတ်နဲ့ပုတ်ခတ်စော်ကားခဲ့ပါသည်ထို့ပြင် online ပေါ်တွင်ငွေပေးတဲ့အကောင့်တုများကိုငှားရမ်းကအမှန်တရားမဟုတ်သောစကားများကိုကြဲကြဲပြန့်ပြန့်ဖြန့်ဝေခဲ့ခြင်းကြောင့်လူအဖွဲ့အစည်းအပေါ်အလွန်ဆိုးရွားသောတက်ရောက်မှုများကိုဖြစ်ပေါ်စေခဲ့သည် စီရင်ချက်စကားကိုကြားယုံတင်ရှိသေးတယ်တရားမျှတမှုအကိုကြီးဟာခြေထောက်တွေပြုတ်ခွေသွားပြီးထိုင်ကုန်ပေါ်ကိုဝုန်းကနေလဲကျသွားပါတော့တယ်အော်ဟေညီတော်တန်လေးတစ်ချက်တောင်မထွက်နိုင်ပဲမျက်လုံးကြီးအပေါ်လန်ပြီးသတိလစ်မေ့မျောသွားခဲ့ရပါတယ် ထို့ပြင်အဆိုပါတရားခံသည်အခြားသူများနှင့်ပူးပေါင်းကချင်းချောက်ငွေညှစ်မှုများကိုကျူးလွန်ခဲ့ပြီးပြစ်မှုဆိုင်ရာအခြေအနေမှာအလွန်ပြင်းထန်လာသဖြင့်အခုပြစ်မှုအလုံးကိုစုပေါင်းပြီးထောင်ဒဏ်9နှစ်ကြာခံစေရန်အမိန့်ချမှတ်လိုက်သည်ထို့အပြင်ဤစီရင်ချက်အတည်ဖြစ်သည့်နေ့မှ10ရက်အတွင်းတရားလိုလင်းစင်ထံသို့ဂုံတိတ်ခါပိုင်းဆိုင်ရာနှင့်စီးပွားရေးပိုင်းဆိုင်ရာနစ်နာကြေးစုစုပေါင်းယွန်ငွေ12တန်းတိကိုပေးရစေရမည် ထောင်ဒဏ်9နှစ်နဲ့ရွံငွေ12တန်းဆိုတဲ့ကိန်းဂဏန်းတစ်ခုကိုကြားလိုက်ရတဲ့စက္ကန့်ပိုင်းတွင်ပါတယ်။စုမြက်ရဲ့တင်းခံထားတဲ့စိတ်တွေလုံးဝပြတ်တောက်သွားခဲ့ပါပြီ။ဝါခနဲ့အော်ဟစ်လိုက်ရင်သူဟာရွှွညွန့်တုံးလိုမျိုးထိုင်ကုန်ပေါ်ကကျမ်းပြင်ပေါ်ကိုပုံလျက်သားလျှော့ကျသွားပါတော့တယ်။လူတိုင်းရဲ့ရှေ့မောက်မှာတင်ဘာတိတ်ခါမှမရှိတော့ပဲစိတ်ပြက်လက်ပြက်နဲ့အော်ဟစ်ငိုကြွေးတော့တာပါပဲ။မျက်ရည်တွေရောနှာရည်တွေပါသူ့မျက်နှာတစ်ခုလုံးကိုပေးပွားသွားစေခဲ့ပါတယ်။သူဟာအသေးအတန်ရုန်းကန်ရင်ခေါင်းကိုမြေကြီးနဲ့တုံးဆောင်ပြီးအတင်းတောင်းပန်ပါတော့တယ် ထောင်ဒဏ်9နှစ်ကျမထောင်ကပြန်ထွက်လာရင်ကျမရဲ့တဘောအလုံးပျက်စီးသွားပြီအားလုံးပျက်စီးကုန်ပြီကိုလင်းစင်ရဲ့ကျမတောင်းပန်ပါတယ်အမှုလေးကိုရုပ်သိမ်းပေးပါဦးနော်ရှင်ခိုင်းတာမှန်သမျှကျမကျွဲလို့နွားလို့လုပ်ပါမယ်ငွေတွေကိုလည်းအကုန်ပြန်ဆက်ပါမယ်တောင်းပန်ပါတယ်ကျမကိုအသက်ရှင်ခွင့်လမ်းလေးတစ်လမ်းလောက်ခြံပေးပါဦးရှင် မင်းအတွက်လမ်းစာကိုငါစောကြီးကလေးကပေးခဲ့ဘူးတယ်မင်းကိုယ်တိုင်ပဲအဲ့ဒီလမ်းကိုတေးလမ်းဖြစ်အောင်ရှောက်ခဲ့တာ ကျွန်တော်ကဒီစကားကိုအေးဆက်ဆက်ချန်ထားခဲ့ပြီးသူ့ကိုမျက်လုံးတစ်ချက်တောင်ထပ်မကြည့်တော့ပဲလှည့်ထွက်ခဲ့ပါတယ်။တည်ငြိမ်ပြီးအားကိုးထိုက်တဲ့ခြေလမ်းတွေနဲ့တရက်ခွင်အပြင်ဘက်ကိုရှောက်လန်းလာခဲ့ပါတော့တယ်။ကျွန်တော်ရဲ့နောက်ွယ်မှာတော့စုမြက်ရဲ့ရင်ကွဲမတက်မျောလင်းချက်မဲ့စွာအော်ဟစ်ငိုကြွေးတန်တွေကရေရှည်ထိမစဲပဲကြံရစ်ခဲ့ပါတယ်။စီရင်ချက်ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ online ပေါ်မှာနောက်ဆုံးအကြိမ်ဖြစ်အယူမူအောင်ပွဲခံတဲ့ပျော်ပွဲရှင်ပွဲကြီးဖြစ်ပေါ်ခဲ့ပြီးအဲ့ဒီနောက်မှာတော့ဖြည်းဖြည်းချင်းငြိမ်သက်သွားခဲ့ရပါတယ်။ဒါပေမဲ့စုမြက်နဲ့သူ့ရဲ့မိသားစုအပေါ်တကယ်လက်တွေ့ဘဝထဲကကလဲစားချေရှင်းလင်းမှုတွေကတော့အစိတ်ပြင်းတဲ့မွေးတကောင်လိုမျိုးလက်တွေ့လောကထဲမှာဆက်လက်ပြန့်နှံ့နေခဲ့ပါပြီ။စုမြက်ထောင်ကျသွားတာကြောင့်သူ online ပေါ်မှာချေးယူထားတဲ့ရက်လွန်အတိုးတွေကတလိမ့်လိမ့်တိုးပွားလာပြီးရွှေရှိသိန်းထိဖြစ်သွားခဲ့ရပါတယ်။အကျွေးတောင်းတဲ့ကုမ္ပဏီတွေကကာယကံရှင်ကိုရှာမတွေ့တော့တဲ့အခါမြားဦးကိုစုမြက်ရဲ့အရေးပေါ်ဆက်သွယ်ရမယ့်သူဖြစ်ပေးထားတဲ့တောင်ပေါ်ဒေတာကသူ့ရဲ့မိဘရင်းတွေစီကိုတဘာဝကြကြလှည့်လိုက်ကြပါတော့တယ်။လက်ညှိုးညွှန်လို့မမြင်ရတော့အောင်မောင်မိုက်လာတဲ့ညတကောင်ရဲ့အချိန်တစ်ခုမှာဆက်လုံးကအချို့ဟာဆင်းရဲပြီးလမ်းမဆက်သွယ်ရေးခက်ခဲတဲ့အဲ့ဒီကြေးရွာလေးတွေကိုမောင်းဝင်လာခဲ့ကြပါတယ်။အကျွေးတောင်းတဲ့လူမိုက်တွေကဆေးတုတ်တဲ့အနီရောင်ဆေးဘူးတွေနဲ့စုမြက်တို့အိမ်ရဲ့မြေနေရန်ပေါ်မှာမျက်စိစူးလောက်မဲ့အကျွေးတင်ရင်ပတ်စံပြန်ဆက်ဆိုတဲ့စာသားအနီတွေကိုအပြည့်ရေးသားပစ်လိုက်ကြပါတယ်။ဒါတင်မဲလားမဟုတ်သေးပါဘူး။သူတို့ကအတန်ချက်ဆက်ကြီးတွေကိုဖွင့်ပြီးရွာထဲမှာတနေကုန်အဆက်မပြတ်ဆက်ဝိုင်းလိုလှည့်လည်အော်ဟစ်ခဲ့ကြတာက စုမြတ်ဟာမြို့ပေါ်မှာအတိုးကြီးတဲ့ online ကျွေးတွေချေးယူခဲ့လို့ကျောင်းကထုတ်ပယ်ခံရယုံတင်မကပဲအခုဆိုထောင်တောင်ကျနေပြီ တစ်ချိန်ကမိမိတို့ရဲ့သမီးဖြစ်သူကဦးတောင်းမလေးလိုမျိုးအစ်စ်မြင့်ပြီးဖိနစ်နဲ့အဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့မျှော်လင့်ခဲ့ကြတဲ့စုမြတ်ရဲ့မိဘတွေဟာတညအတွင်းမှာတင်ရွာနီးကျုပ်ဆက်10ရွာလုံးရဲ့အကြီးမားဆုံးရေစရာဖြစ်သွားခဲ့ရပါတယ်ပို့ပြီးတော့အသက်ထွက်မတက်ဖြစ်ရတာကစုမြတ်မောင်လေးရဲ့လက်ထက်ရမယ့်ဇနီးလောင်ရဲ့မိဘတွေကဒီသတင်းကိုကြားရပြီးတဲ့နောက်ဒုတိယမြောက်နေ့မှာတင်အိမ်ထိလာပြီးစစ်ဆက်ထားတာကိုဖျက်သိမ်းလိုက်ကြပါတယ်ပြီးတော့စုမြတ်မိဘတွေရဲ့နှာခေါင်းကိုလက်ညှိုးထိုးပြီးအော်ဟစ်ဆဲဆိုခဲ့ကြတာက မင်းတို့အိမ်ကထောင်ကျနေတဲ့လူလိန်တယောက်ထွက်ထားတာတမီးဖြစ်သူကလည်းအပြင်မှာအတိုးကြီးတဲ့အကျွေးတွေပုံနေအောင်တင်ထားသေးတယ်ဘယ်သူကများကိုသမီးရင်းကိုမင်းတို့လိုမျိုးနေရာမျိုးစီလာပေးစားရဲမှာလဲ စုမြက်ရဲ့မိဘတွေလုံးဝစိတ်သက်တွေပြပြသွားခဲ့ရပါပြီအကျွေးတောင်းတဲ့လူတွေရဲ့နေရောညပါလာရောက်နှောက်ယှက်မှုတွေနဲ့ရွာသားတွေရဲ့နှိမ့်ချတဲ့အကြည့်တွေကိုရှောင်ကွင်းဖို့အတွက်ပြီးတော့မောင်လေးဖြစ်သူကိုလည်းအကျွေးသမားတွေလက်ထဲကနေလက်ဖြတ်မခံရအောင်ကာကွယ်ပေးဖို့အတွက်အဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်ဟာမျက်ရည်တွေကိုမျိုးသိပ်ရင်အိမ်မှာရှိသမျှတစ်လုံးနဲ့တော့အိမ်အိုကြီးနဲ့လဲကွက်အနှဲငယ်ကိုတံမိုးအနှဲငယ်နဲ့ဈေးလျှော့ရောင်းချပစ်လိုက်ရပြီးတားဖြစ်သူကိုခေါ်လို့ညာရင်းချင်းရွာကနေဘဲစီပဲဝင်မှန်းမသိလွတ်အောင်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြရပါတော့တယ်ဒီလိုမျိုးတစ်ချိန်ကယောက်ျားလေးကိုအလေးပေးပြီးမိန်းကလေးကိုနှိမ်ချကာသမီးဖြစ်သူရဲ့ကြံရှိနေတဲ့တံမိုးမှန်သမျှကိုအရင်ညစ်ထုတ်ဖို့ကြံစီခဲ့ကြတဲ့မိသားစုနောက်ခံကြီးဟာနောက်ဆုံးမှာတော့သမီးဖြစ်သူတည်ဆောင်လာပေးတဲ့ကောင်းကင်ပြိုမတက်ကြီးမားလာတဲ့ဘေးဒုက္ခကြီးရဲ့တံပြန်ဝါမျိုးချင်းကိုခံလိုက်ရပြီးမိသားစုတစ်ခုလုံးပြိုကွဲပျက်စီးကအင်ဂျင်မဲ့ဘဝနဲ့ညီကုန်းချုပ်သွားခဲ့ရပါတော့တယ်တန်တတိုင်းကြီးတွေရဲ့နောက်ွယ်ကအချုပ်ခန်းထဲမှာရှိနေတဲ့စုမြက်ရဲ့နေရက်တွေကတော့တေးရတာထက်တောင်ပိုပြီးဆိုးရွားနေခဲ့ပါပြီအမျိုးသမီးထောင်ထဲမှာအပေါ်ဆုံးအရာကတော့တကယ်ရက်ဆက်ကြမ်းကြုတ်တဲ့လူမိုက်ကောင်းဆောင်တွေပဲဖြစ်ပါတယ်စုမြက်ရဲ့အယိုးထဲမှာပါလာတဲ့မောက်မှာပြီးမိမိကိုယ်ကိုအထက်တန်းလွာလို့ထင်နေတဲ့ဇယိုက်ဆိုးတွေကြောင့်ထောင်ထဲရောက်ပြီးရက်ပိုင်းအတွင်းမှာသမင်းရင်းတွေကစားမကောင်းဘူးလို့ညီးတွားမိတာမျက်နှာတက်တဲ့နေရာကိုလူယူသုံးဆွဲမိတာတွေကြောင့်အတူတူနေထိုင်ရတဲ့အခန်းထဲကခေါင်းဆောင်ကိုတွားပြီးပြစ်မှားမိလိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်အခုချိန်မှာသူ့အတွက်ဖုံးကွယ်စရာလက်နက်ဖြစ်တဲ့ online ကွန်ရက်ဆိုတာလည်းမရှိတော့ပါဘူးအတုံးချလို့ရမယ့်ယောက်ျားတွေရဲ့တနာကယူနာစိတ်ဆိုတာလည်းမရှိတော့ပါဘူးဒီလိုမျိုးအားကြီးတဲ့သူကအားနည်းတဲ့သူကိုဝါမျိုးတဲ့တန်တိုင်တွေရဲ့နောက်ွယ်မှာသူတစ်ချိန်ကအရန်ခုံယူခဲ့တဲ့ချွဲနွဲ့လက်စားတတ်တဲ့နီလန်ဟာအခုချိန်မှာတော့သူ့ရဲ့အသက်ကိုတောင်းနေတဲ့အစိတ်တောက်တွေဖြစ်သွားခဲ့ရပါပြီသူ့အတွက်စီးကြိုနေတာကတော့ဘယ်တော့မှပြီးဆုံးမှာမဟုတ်တဲ့ဝိုင်းပယ်မှုတွေနဲ့နှိပ်စက်ညှဉ်းပန်းမှုတွေပါပဲသူ့ရဲ့အိယာခင်းတွေစောင်းတွေကတမင်တက်ရေအမြဲဖြန့်ပတ်ခြင်းခံရလေးရှိပြီးထမင်းသွားယူတဲ့အခါတိုင်းမှာလည်းသူတစ်ပါးစားလို့ခြံထားခဲ့တဲ့အနီးဖက်ဆက်ကျွန်းစားကြံတွေကိုပဲစားသုံးရတော့တာပဲဖြစ်နေပါတော့တယ်တနေ့ကို10နာရီကြော်ကြအောင်အချုပ်ဆက်နေရတဲ့အလုပ်ကျန်းကြီးကပဲတစ်ချိန်ကလက်ထိတ်လေးတောင်ရေးမစိုးဘူးပဲနေ့တိုင်းစိန်ကန်းပစ္စည်းတွေဝယ်ပေးဖို့အော်ဟစ်ပူစာခဲ့တဲ့ဒီမိမောက်ကိုအသက်မပါတဲ့လူသေးကောင်တယောက်လိုမျိုးနှိပ်စက်ဖြက်စီးပစ်လိုက်ပါပြီသူ့ရဲ့လက်ဖွားတွေမှာအသားမာတွေတက်လာခဲ့ပါပြီလက်ချောင်းတွေဆိုရင်လည်းအလုပ်လုပ်ရေးမစင်မချင်းဖြစ်လို့အနဲ့အချိန်ချင်းအထိုးခံထားရပါသေးတယ်ညတကောင်ရအချိန်တစ်ခုမှာတနေ့တာပြင်းထန်လာတဲ့အလုပ်ကျန်းတွေကိုအဆုံးတက်ပြီးတဲ့နောက်စုမြတ်ဟာအလေးဆွဲထားသလိုလေးလံနေတဲ့ခြေထောက်စုံကိုတရွတ်တိုက်ဆွဲရင်းအများသုံးရေချိုးတန့်စင်ခန်းစီကိုရှောက်လာခဲ့ပါတယ်သူကောင်းကိုမောလိုက်ပြီးနေရံပေါ်ကဝါတာတာဖြစ်နေတဲ့မှန်ချက်ကြီးကိုကြည့်လိုက်မိတဲ့အချိန်မှာသူရုတ်တရက်ကြောင်သွားခဲ့ရပါတယ်
မှန်တဲ့ကအဲ့ဒီမိန်းမရဲ့စပင်တွေဟာမျက်ခြောက်တွေလိုမျိုးခြောက်သွေးဆုပ်ပြတ်နေပြီးမျက်တွင်းတွေကလည်းအလွန်မင်းချိုက်ဝင်နေခဲ့ပါပြီအရေးပြားတွေကကြမ်းတမ်းပြီးညှို့မိုင်းလို့မျက်တောင်တောင်တွေမှာဆိုရင်လည်းအရေးကြောင်တေးသေးလေးတွေတောင်ထင်ကျန်နေခဲ့ပါပြီဒါဟာဘယ်မှာအသက်20ကျော်အရွယ်မိန်းကလေးငယ်လေးဖြစ်ပါတော့မလဲကြည့်ရတာအသက်10နှစ်လောက်ပိုးစားသွားပြီးတကူလုံးမှာလူသေးလို့အငွေ့သက်တွေပြည့်နေတဲ့တောရွာကအလဲလက်ရွယ်မိန်းမတစ်ယောက်ဖြစ်နေပြီလေတတောက်တောက်နဲ့မျက်ရည်ဆက်တွေကရေဆေးခွက်ထဲကိုစီးကျလာခဲ့ပါတယ်သူနှက်ခမ်းကိုအတင်းပိတ်ပြီးအေးဆက်လာတဲ့ကြွပြားနေရန်ကိုမိရင်ဖြည်းဖြည်းချင်းအောက်ကိုလျှော့ကျသွားပါတော့တယ်ကျမ်းပြင်ပေါ်မှာစောင်းကြောက်ထိုင်လို့မိမိရဲ့လက်ခုံကိုအားနဲ့ကိုက်ထားမိတယ်မိုးတန်လေးတစ်ချက်တောင်အပြင်ကိုထွက်မလာရဲပါဘူးအခြားသူတွေကိုနိုးသွားစေပြီးနောက်ထပ်တစ်ချိန်အသေးရိုက်နှက်တာခံရမှာကိုသူတေလိုမတက်ကြောက်နေမိပါပြီဒီလိုမျိုးအဆုံးမရှိတဲ့အမှောင်ထုနဲ့အထီးကျန်မှုတွေကြားထဲမှာမှသူနောက်ဆုံးတော့ကိုယ်တိုင်ကိုယ်ကျကောင်းကောင်းကြီးခံစားသိရှိသွားခဲ့ရပါပြီအစတုန်းကသူလင်းစင်အပေါ်မတရားပုတ်ခတ်ခဲ့လို့လင်းစင်တရားအွန်လိုင်းပေါ်ကလူတန်းပေါင်းများစွာရဲ့ဆဲဆိုခြင်းကိုခံရပြီးအကူညီမဲ့စွာနဲ့တိုက်ပေါ်ကပါခုံချတေလူနီးပါဖြစ်ခဲ့ရစဉ်ကခံစားခဲ့ရတဲ့အယိုးတဲ့အထိစိတ်ဝင်သွားမတတ်တဲ့မျောလင်းချက်မဲ့ရတဲ့ခံစားချက်မျိုးကိုပေါ့ဒါပေမဲ့နှမျောဖို့ကောင်းတာကဒီလောကမှာလူတိုင်းနောင်တဆိုတာနောက်မှရကြတာပါ၃နှစ်ဆိုတဲ့အချိန်ကမျက်စိတမိတ်အတွင်းကုန်ဆုံးသွားခဲ့ပါပြီဒီ၃နှစ်အတွင်းမှာလင်းစင်ဟာတနိုင်ငံလုံးစောင့်ကြည့်ရတဲ့တမန်နီလုပ်ငန်းကြီးတစ်ခုကိုအခိုင်အမာတည်ဆောက်နိုင်ခဲ့ပါတယ်တစ်ချိန်ကအထင်လွဲပြီးတပိတ်မောက်ခဲ့ကြတဲ့သူတွေဟာအမှန်တရားပေါ်ပေါက်သွားပြီးတဲ့နောက်မှာတော့ယူသွစွာပြန်လည်ဝယ်ယူအားပေးခဲ့ကြပါတယ်ဒီလိုမျိုးကြီးမားလာတဲ့နာမည်ကောင်းကိုအသုံးချပြီးကုမ္ပဏီဟာအရှိန်ဟုန်ပြင်းစွာနဲ့ရှေ့သို့တိုးတက်လာခဲ့ပြီးပြိုင်ဘက်ဟောင်းကြီးအချို့ကိုပါအောင်မြင်မြင်ဝါမျိုးဖြစ်နိုင်ခဲ့ပါတယ်လွန်ခဲ့တဲ့လကလည်းကုမ္ပဏီကို stock exchange မှာတရားဝင်ဆယ်ရင်းသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်အခုချိန်မှာတော့ကျွန်တော်ဟာဒီမျိုးရဲ့အစီအကားဆုံးနေရာမှာတည်ရှိပြီးအထက်ပေါင်း68ထက်မြင့်မားတဲ့ကုမ္ပဏီဌာနချုပ်ရဲ့အပေါ်ဆုံးထပ်မှာရပ်နေနိုင်ခဲ့ပါပြီတမျိုးလုံးကတွာလာလှုပ်ရှားနေတဲ့ကားတွေနဲ့တောက်ပလာတဲ့နေုံမီးအောင်စုံတွေကိုကျွန်တော်ရဲ့ခြေပွားအောက်မှာနင်းချထားနိုင်ခဲ့ပြီပေါ့ အကိုလင်းစင်ဒါကတော့နှုတ်ဝက်အတွက်ဗန္နာရေးအစီရင်ခံစာဖြစ်ပါတယ်လက်မှတ်ရေးထိုးပေးပါအောင် ကျွန်တော်ကတွက်လက်စွာနဲ့လက်မှတ်ကိုရေးထိုးပေးလိုက်ပြီးစပွဲပေါ်ကကော်ဖီခါးကိုတငုံတောက်လိုက်ပါတယ်တွဲဖက်အတွင်းရေးမှုကခဏလောက်ဝေခွင့်မရဖြစ်နေပြီးမှတိုးညင်းတဲ့အတန်နဲ့ဆက်ပြီးတင်ပြလာပါတယ် ဒါနဲ့လူမှုကူညီရေးဌာနရဲ့အကြီးအကဲကအကိုစီကနေအမိန့်တောင်းခံခိုင်းလိုက်လို့ပါကျမတို့ကုမ္ပဏီကအခုဆိုစရော့ဈေးကွက်ထဲရောက်သွားပြီဖြစ်လို့ရန်ပုံငွေတွေကအရန်ကိုအဆင်ပြေပြည့်စုံနေပါတယ်အရင်တုန်းကစုမြက်ရဲ့ပြဿနာကြောင့်ရပ်ဆိုင်းထားခဲ့တဲ့စင်းရဲတဲ့တောင်ပေါ်ဒေသကမျောလင်းချက်မူလာတန်းကြောင်းထောက်ပံ့ရေးပရဟိတလုပ်ငန်းကိုပြန်လည်စတင်ဖို့အတွက်အဆင့်မြင့်ရရှိတော်တော်များများကအကြံပြုနေကြပါတယ်ဒါကကုမ္ပဏီရဲ့လူမှုပုံရိပ်အတွက်လည်းအများကြီးအကျိုးရှိစေနိုင်လို့ပါ ဒီအကြံပြုချက်ကိုကြားလိုက်ရတော့ကော်ဖီခွက်ကိုကင်ထားတဲ့ကျွန်တော်ရဲ့လက်ကအနှဲငယ်တုံဆိုင်သွားခဲ့ရပါတယ်။အုံနောက်ထဲမှာတော့စုမြက်ရဲ့တစ်ချိန်ကအလိုရမှမပြည့်နိုင်ပဲလောဘဇောတက်နေတဲ့မျက်နှာဆိုးကြီးကအလိုအလျောက်ဖြတ်ခနဲ့လင်းလက်သွားခဲ့ရပါတယ် ပရဟိတဆိုတာကုမ္ပဏီတစ်ခုအနေနဲ့ထမ်းဆောင်ရမယ့်တာဝန်တစ်ခုပဲဒါကြောင့်အဲ့ဒီလုပ်ငန်းကိုပြန်ဆက်လို့ရတယ် ။ကျွန်တော်ကပြောလိုက်ပြီးချက်ချင်းပဲလေတံကိုပြောင်းလဲကတံမဏိလိုမျိုးအေးဆက်ပြတ်သားစွာနဲ့ဆက်ပြောလိုက်ပါတယ် ဒါပေမဲ့စီမင်းစည်းကမ်းတွေကိုတော့လုံးဝအောက်ခြေကစပြီးပြင်ရမယ်ပထမအချက်လင်းစင်ရဲ့ပရဟိတရန်ပုံငွေအဖွဲ့ဟာအခုကစပြီးဘလို့အကူအညီတောင်းခံတဲ့တဦးတယောက်ချင်းစီကိုမဆိုလက်ငင်းငွေသားအနေနဲ့တိုက်ရိုက်လုံးဝမထောက်ပံ့တော့ဘူးကျွန်တော်တို့ကလူဒန်းမှုတွေကိုတကယ်လက်တွေ့ကြတဲ့ပညာရေးအရင်းမြစ်တွေအဖြစ်ပြောင်းလဲပေးမယ်ကျောင်းဆောက်ပေးမယ်စာအုပ်စာပေတွေပို့ပေးမယ်တဦးချင်းလိုက် online သင်တန်းတွေစီစဉ်ပေးမယ်ပြီးတော့နေ့စဉ်အစားအသောက်အတွက်သမင်းစားလက်မှတ်တွေကိုပဲထောက်ပံ့ပေးမယ်ဒုတိယအချက်အတင်းကျပ်ဆုံးဖြစ်တဲ့ရန်ပုံငွေစစ်စစ်ကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းရမယ်အကူအညီလျှောက်ထားတဲ့ကျောင်းသားကျောင်းသူအားလုံးဟာဥပဒေအရအကျိုးသက်ရောက်မှုရှိတဲ့ကိုကျင့်တရားစစ်ဆေးရေးသဘောတူညီချက်ကိုမဖြစ်မနေလက်မှတ်ရေးထိုးရမယ်အကယ်၍တယောက်ယောက်ကလိမ်လဲလှည့်ဖျားတာဒါမှမဟုတ်စုမြက်လိုမျိုးကုန်ပကာတနာမှတ်မော်ပြီးပစ္စည်းကောင်းစားတွေပြိုင်ဆိုင်သုံးဆွဲတာမိမိရဲ့စီးပွားရေးအခြေအနေနဲ့လုံးဝမကိုက်ညီတဲ့တုံ့ဖြုံမှုမျိုးပြုလုပ်တာကိုတွေ့ရှိတာနဲ့ချက်ချင်းအကူအညီမှန်သမျှကိုရပ်ဆိုင်းပေးရမယ်အပြင်သက်ဆိုင်ရာကျောင်းရဲ့တာဝန်ရှိသူတွေကိုပါဥပဒေအရအရေးယူရမယ် နားလည်ပါပြီအကိုလင်းစင်ကျမအခုချက်ချင်းပဲစီးမြင့်တစ်တွေကိုစီစဉ်ခိုင်းလိုက်ပါမယ် အတွင်းရေးမှုကအမိန့်ကိုနာခံပြီးလှည့်ထွက်သွားတဲ့ကြောပြင်ကိုကြည့်ရင်ကျွန်တော်ကပဒင်းပေါက်အပြင်ဘက်ကစီကားလာတဲ့ညရှုခင်းကြီးစီကိုအကြည့်ကိုပြန်လဲပို့ဆောင်လိုက်ပါတယ်တေဘေးကနေတစ်ခေါက်ပြန်လဲလွတ်မြောက်လာခဲ့ပြီးတဲ့နောက်မှာတော့ကျွန်တော်ကတော့တကယ်အမှန်တရားတစ်ခုကိုကောင်းကောင်းကြီးသဘောပေါက်သွားခဲ့ပါပြီစစ်မှန်တဲ့ပရဟိတဆိုတာအောက်ခြေစီကံမရှိပဲဖြည့်ဆည်းပေးရတဲ့အရာမဟုတ်ပါဘူးအလွယ်တကူပေးကမ်းလို့ရင်ကျေးဇူးတင်ရမယ့်အစားရန်သူဖြစ်လာတတ်ပါတယ်မင်းကဘာစီကံချက်မှမရှိတဲ့စေတနာတွေကိုအယိုးတဲ့အထိလောဘကြီးတဲ့လူတွေရဲ့ရှေ့မောက်စီကိုအလိုက်တင်သွားပုံပေးလိုက်မယ်ဆိုရင်မင်းကလူကိုကဲတင်နေတာမဟုတ်ပဲမိမိကိုယ်ကိုအချိန်မရွေးပြန်ကိုက်မဲ့ရန်သူတယောက်ကိုကိုယ်တိုင်လက်နဲ့မွေးမြူပေးလိုက်တယ်လို့ပဲဖြစ်နေပါလိမ့်မယ်ဖျားသခင်လိုမျိုးဂယုဏစိတ်ရှိုံနဲ့မရပါဘူးမဖြစ်မနေစောက်ရှောက်ပေးမဲ့ဘလူးလိုမျိုးပြတ်သားတဲ့လက်နဲ့လည်းရှိနေရပါမယ်ထက်မြက်တဲ့အလင်းနဲ့လမ်းပြပေးခြင်းကသာဒီလူအဖွဲ့အစည်းအတွက်အနက်ရှိုင်းဆုံးစေတနာအစစ်မှန်ဖြစ်ပါတယ်မြို့ပြရဲ့ညချမ်းတွေကတော့အမြဲတမ်းဒီလိုမျိုးစူးညံအောင်ဟစ်နေမြဲပါပဲကျွန်တော်ကတော့အချိန်တိုင်းမှာစိတ်ကိုကြည်လင်ပြတ်သားစွာနဲ့ပဲထိမ့်သိမ်းထားရပါမယ်ဒီလိုမျိုးပြိုင်ဆိုင်မှုပြင်းထန်လာတဲ့စီးပွားရေးလောကကြီးထဲမှာမိမိကိုယ်တိုင်လုံလောက်အောင်အားကောင်းမောင်းတန်ရှိနေမှသာမိမိကာကွယ်ခြင်းတဲ့အရာအလုံးကိုကောင်းကောင်းကြီးစောင့်ရှောက်နိုင်မှာဖြစ်လို့ပဲလေ